မင်္ဂလာပါခုလိုမျိုးတဘာပတိအနေနဲ့ပေါ့ဒီနေရာမှာမတက်ရက်ခွင့်ရတာပထမဦးဆုံးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်အမားလေးပါရင်လည်းခွင့်လွှတ်ပေးပါလို့ယေရှုနာမနဲ့ပြောလိုပါတယ်စီစဉ်တွေကိုအရင်ဆုံးကြေညာချင်ပါတယ်တဘာပတိအနေနဲ့သမီးအလွမ်းနေဦးဆောင်သွားမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ Precious Worship ကို Elinu အဖွဲ့ကနေပြီးတော့ဦးဆောင်သွားမှာဖြစ်ပြီးအစဆူတောင်းကိုမပန်လင်းရနေပြီးဦးဆောင်သွားမှာဖြစ်ပါတယ်ပြီးတော့အဲ့တဲ့တေဂျိုဆိုဖို့ကိုဆရာကနေပဲဦးဆောင်ပြီးတော့ကြီးညာချိန်နဲ့တခါတည်းနဲ့ဆရာကနေပဲဦးဆောင်သွားမှာဖြစ်တယ်အတင်းဝင်ဆူတောင်းပေးခြင်းကိုပဲဆရာအားချမ်းနေပြီးဆူတောင်းသွားမှာဖြစ်ပါတယ်တဆက်တဲ့ကျမ်းစာဖတ်ခြင်းကိုတရောခန်းကြီးတစ်ခန်းငယ်တစ်ကနေ30ထိကိုဆက်လက်ဖတ်သွားမှာဖြစ်ပါတယ်ပြီးတော့နှစ်ချင်းခံလက်မှတ်ပေးခြင်းကိုတိခါရောဆရာအားချမ်းကနေပဲလက်မှတ်ပေးသွားမှာဖြစ်ပါတယ်ပြီးတော့အလူငွေစက္ကပ်ချင်းကိုဆရာမနေစာထွန်းကစက္ကပ်ပေးမှာဖြစ်ပြီးတပင်တိုင်းတချင်းကိုဆရာခုတ်ပေးရနေပြီးတော့တချင်းတီဆိုသွားမှာဖြစ်ပါတယ်ပြီးတော့အထူးဆူတောင်းကိုဆရာဟိန်းလန်ဦးကနေဆူတောင်းပေးပြီးတော့တေဒနာရှင်ဆရာအားချမ်းဖြစ်ပြီးအပိတ်ဆူတောင်းကိုအပိတ်တချင်းကိုအလုံးမတည့်ရပြီးတော့ဆရာရောကနေပဲကောင်းချီးပေးတော့မှာဖြစ်ပါတယ်စာပြုပွင့်ရန်အတွက်ကျမ်းပိုက်တစ်ပိုက်ဖတ်လိုပါတယ်ဇေဖနီအနာခတ္တိကျမ်းအခန်းကြီး3ခန်းငယ်7ခွန်တင်ဤဖျားသခင်ထာဝရဖျားသည်တင့်အလယ်၌ရှိ၍တကိုးကြီးသောဖျားသည်တင့်ကိုကယ်တင်တော်မူလိမ့်မည်တင်၌အားရှိ၍ဝမ်းမြောက်တော်မူလိမ့်မည်ချစ်ချင်းမေတ္တာ၌ကျိန်းဝတ်၍တည်ဆိုခြင်းနှင့်တကွတင်၌ဝမ်းမြောက်တော်မူလိမ့်မည်ကျမ်းစာအဖြစ်ရောက်ရှိတော်မူဖျားရှင်တာယူကောင်းချီးပေးပါစေအစာပြုတ်ဖို့ရန်အတွက်ဆမပန်လေးကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်အစာပြုစုတောင်းရအောင်နော်ဟိုကော်ဖျားကိုကျူးတင်ပါတယ်ကော်ဖျားတင်းနေပါတယ်ကော်မျိုးစံပြန်ထမြောင်းနေတဲ့ဥပုံနေပါတယ်ကိုတီဒါမျိုးစတိုင်မှာမဆူလာမကိုချမကွန်ပျူတာမှာကြောက်ကောနာမှာတော့ချွန်းပါတယ်ဘာပြကင်း service တောင်းပါတယ်ဒီမီဒေါစတိုင်မှာလည်းအတော်လာချင်းမတူပဲနဲ့ဒီမှာလာတဲ့ခါမှာလည်းသူသူဝင်းနေဆောက်စာဖြစ်မှာပြန်တဲ့ခါမှာသူရဲ့နှုံးသားထဲမှာကိုရကေဘေရရှိတော့တမျိုးဆင်ဖိနခွန်ကိုပေးနေတာတော့မှာကိုဆက်စတောင်းတဲ့ဒီဇိုင်းတခုလုံးကိုလည်းကိုထောဆက်ကအနံပါတယ်ဘာပြကင်းခုစတိုင်မှာလည်းကိုပါဝင်ချင်ပြီးကိုရဝင်းနေတော့ပါဝင်ချင်ပြီးဒေါစတိုင်မှာကိုရကေဘေသူဆင်စီဆောက်စာခွန်ပြပေးနေတာတော့မှာကိုနမတော့ချွန်းမလေးရှုဒေါနာမနဲ့စတောင်းတဲ့အစာပြုစတောင်းပါဘာပြကင်းအာမင်အားလုံးပဲမင်္ဂလာပါခုချိန်မှာတော့ကျမတို့အကုန်လုံးစိတ်နှလုံးကျွမ်းမဲ့နဲ့ကိုရောကိုချီးမွမ်းကြမယ်နော်ပထမဆုံးအနေနဲ့နေ့ရက်တိုင်းအတွက်ဆိုတဲ့တခြင်းလေးနဲ့ကိုရောကိုတူတူချီးမွမ်းကြရအောင်လက်ခုပ်တီးနိုင်တဲ့လူအကုန်လုံးလက်ခုပ်တီးမယ်နော်飘也没着，你也在这飘也有那，你也在这飘也结束着，不想你嘞。你也在这飘也得撒，你也
တချင်းတစ်ပုတ်ပြန်ဆိုကြရအောင်ကျွန်တော်ဒီကိုရောကိုချင်းမွန်းဆိုတဲ့တချင်းလေးနဲ့အကုန်လုံးကိုရောကိုပြန်လက်ပြီးတော့ချင်းမွန်းကြရအောင်နော်အကုန်လုံးမတရက်ပြီးတော့ကိုရောကိုချင်းမွန်းကြမယ်General
ကိုရောကိုပြန်ပြီးတော့ချီးမွမ်းကြရအောင်ဒီမှာလာရောက်ကြတဲ့တငယ်ချင်းတွေအကုန်လုံးလဲကျမတို့ဘဝမှာပြည့်စုံတယ်ဆိုတာမရှိပါဘူးဒါပေမဲ့ကျမတို့ကယေရှုခရစ်တော်ကြောင့်သာဒီနေ့ထက်အသက်ရှင်ခွင့်ရတယ်ဆိုတော့မဆုံးလင်းပေမဲ့ကျမမဆုံးလင်းတဲ့အတိုင်းလက်ခံတဲ့ကိုရောရှင်ရှိပါတယ်ဆိုတဲ့တခြင်းလေးနဲ့ကိုရောကိုအကုန်လုံးစိတ်နှလုံးကျွတ်မဲ့အကုန်လုံးတူတူချီးမွမ်းကြမယ်အရှိကိုရှိတိုင်းဒုလက်ခံတယ်ဆိုတဲ့တခြင်းလေးနဲ့ကျွန်တော်
ကျွန်ုပ်ဒီနေ့ကိုပြန်လဲပြီးတော့အသက်ရှင်ခွင့်ပေးတဲ့ဖျက်ရှင်နာမတော်တိုင်ပုံကြီးပါစေလူတယောက်ဟာတနေ့အသက်ရှင်ဖို့ဘယ်လောက်ခက်ခဲတယ်လဲဆိုရင်အောက်ဆီဂျင်ပေးနေတဲ့လူတယောက်ကိုတွားမေးကြည့်ရင်လေမနေ့ဖြန်မိုးလင်းမလားဆိုတော့အမတမတရဲ့အတွက်အမတမအရေးကြီးတာဖြစ်တယ်ဒီနေ့ကျွန်တော်အသက်ရှင်ခွင့်ရတာကလမ်းကြုံလို့လည်းမဟုတ်ပါဘူးကိုယ့်အကိုကြမ်းမိုက်ခယူဆိုင်လို့လည်းမဟုတ်ဘူးဖျားသခင်ရဲ့ခြေစွတော်တက်ကြောင်ဖြစ်တယ်ဆိုတော့ကျွန်တော်ရှင်းဆိုပြောချင်တယ်ဆိုတော့ဒီနေ့ဖျားသခင်ရဲ့ချီးမွမ်းဖို့လာရောက်တဲ့သူတွေအားလုံးဖျားရှင်တဲ့တပံကောင်းကြီးပေးပါစေဒီနေ့တော့ကျွန်တော်လူတစ်ကိုပြန်လဲပြီးတော့ရှိတဲ့သူကျွန်တော်ပြန်လဲကြိုးဆိုမှဖြစ်တယ်အဲ့ဒါလူတစ်ကြိုးဆိုဖို့ပစ္စည်းလေးတွေအစင်တင်ဖြစ်ကြပြီလားမသိဘူးဆီယမချယ်ရီမေရီတို့ရှိရဆိုရင်ကျွန်တော်ဒီနေ့ပထမအဦးဆုံးဒီနေ့ကျွန်တော်ဒီGrace မြန်မာ service မိုက်တာရမှာပါဝင်တဲ့သူတွေရှင်ကျေးဇူးပြုပြီးတော့မတ်တက်ရှိတဲ့နေရာလေးကနေခဏလေးမတ်တက်ရပေးဖို့ရန်အတွက်ယေရှုနာမအဖြစ်ဖိတ်ခေါ်ပါတယ်ဒီနေ့ဟာကျွန်တော်ပထမအဆုံးဒီမှာပါဝင်တာဖြစ်ပါတယ်ဆိုတဲ့သူခဏလေးမတ်တက်ရပေးကြပါလို့အားလုံးယေရှုနာမဖိတ်ခေါ်ပါတယ်ရှိတယ်လား let's ရှိလိုက်မတရားပြီးတော့ရှိတယ်လားဒီဘက်ချမ်းမှာပထမအဆုံးဖျားချောင်းလာတဲ့သူမရှိတော့ဘူးနော်ဒါဆိုအားလုံးလက်ခောက်တီးပြီးတော့ကြိုဆိုပေးကြရအောင်ခဏလည်းမထိုင်ကြသေးပါနဲ့လက်ဆောင်လည်းဟိုမှာနောက်ကနေခဲကျေးဇူးတင်နေအားလုံးထိုင်လို့ရပါပြီတကယ်ပဲဒီနေရာမှာအမြဲတမ်းလာရောက်ပြီးတော့ပါဝင်ပါခွန်အားယူပါကျွန်တော်နောက်ဆိုရင်ဒီမှာနာမည်ကြီးတဲ့အဆိုတော်တွေမခေါ်တော့ဒီဖေးမှာဒီမှာရှိတဲ့သူတွေအားလုံးဟာနာမည်ကြီးအဆိုတော်တွေပဲဖြစ်တယ်ဆိုတော့ဒီထက်အဖွဲဘယ်တချင်းဆိုတော့မှာနော်အားလုံးဒီထက်မှာဒီနေ့လာတဲ့သူတွေရောဒီမှာရှိပြီးသားသူတွေရောအမြဲတမ်းဖယားသခင်ကတင့်ကိုပေးထားတဲ့အတန်မဝင်သေးဘူးအတန်ရှိတယ်တချို့အတန်မရှိတော့ဆိုတော့အတန်တအားလူချင်းကြတဲ့ဖွဲ့တွေရှိတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်အတန်အလကားတက်မဟုတ်ဘဲနဲ့ဖျောက်ချင်းမဖို့တောင်းပြောရအောင်ဆိုတော့ကျွန်တော်တို့ဒီမှာbulletin ထဲမှာနောက်ကြောလေးမှာကိုကမနေ့ဖြန်လာမယ့်ပတ်မှာတချင်းဆူချင်းနဲ့တက်ခန့်ချင်းနဲ့လာမယ့်ပတ်အတွက်ဒီအတွက်ကျွန်တော်မိသားစုဆူတောင်းပေးပါဆိုတော့ဆူတောင်းကန်ချက်ရေးချင်းဒီဖြစ်စေပြီးတော့ဒီမှာကျွန်တော်တချင်းဆူချင်းဒီဖြစ်စေချမ်းစာဖတ်ချင်းဒီဖြစ်စေဒီမှာရေးပြီးတော့အလှငွေကောက်တဲ့အခါမှာအလှငွေဟိုထဲမှာထည့်ထားပေးကြပါလို့အဲ့ဒါဆိုကျွန်တော် CCP တော့ဒီအတင်းလူကြီးတွေ CCP မှာနောက်ပတ်ကျန်အစီအစဉ်ထဲမှာကျွန်တော်ထည့်ပေးမှာဖြစ်တယ်ဆိုတာထည့်ပြီးတော့ကျွန်တော်ပြောချင်တယ်ဒီတစ်ပတ်မှာလည်းကျွန်တော်အတင်းဝင်တဲ့မိသားစုတစုရှိတယ်နောက်ပတ်အတွက်လည်းတင်းဝင်မိသားစုရှိတယ်ဒီနေ့ကျွန်တော်အားလုံးဟာမိသားစုတစုထဲတွေဖြစ်ပါတယ်တချို့ကျတော့မနေ့ပိုင်းအတင်းတော်တွေမှာရှိသွားကြပါတယ်ဒါပေမဲ့ဒီမှာလဲထပ်ပြီးတော့ပါဝင်ချင်လို့ရတယ်ဒါကျွန်တော်ဒါရေးနာရေးမှာပဲဖြစ်အတူတကွလက်တွဲဖို့ရန်အတွက်ဖြစ်တဲ့အတွက်ကြောင့်တကယ်ပဲဒီမိသားစုဝင်ထဲမှာပါဝင်ချင်တယ်ဆိုတဲ့သူတွေနောက်နားလဲမှာဖောင်ရှိတယ်အဲ့ဒါဖောင်လေးထဲမှာဖြစ်ပြီးတော့ဒီတင်းဝင်ကတ်လေးကိုကျွန်တော်လက်ခံကြပါအဲ့ဒါဆိုရင်ကျွန်တော်အားလုံးဟာအတူတကွဖျားဒီဖြစ်စေနာဒီဖြစ်စေကျွန်တော်ဒါရေးမှာဝန်တာတဲ့အချိန်မှာဖြစ်ကျွန်တော်အားလုံးအတူတကွလာရောက်ပြီးတော့မိသားရောက်ဖွဲ့မှာဖြစ်တယ်ဆိုတာထပ်ပြီးတော့ချိန်ရချင်းနဲ့ဒီနေ့ကျေးဇူးတော်တက်ကြောင်းကျွန်တော်ဒီမနေ့မှာလူ9ယောက်နှစ်ချင်းခါလာဖြစ်တယ်ဖျားသခင်နိုင်ငံတော်အတွက်ကျွန်တော်နှစ်ချင်းခါနဲ့နိုင်ငံကောင်းကင်နိုင်ငံသားဖြစ်တဲ့တက်ခါနဲ့ယနေ့ချင်းခါနဲ့9ယောက်ရှိတယ်ကျေးဇူးတော်တက်ကြောင်းဖြစ်တယ်ထို့သဖြင့်ကျွန်တော်ဒီကျော်စောဦးဆိုရင်သူကမယုံကြည်သူပေါ့နော်သူလည်းဗုဒ္ဓဘာသာပဲဖြစ်တယ်ဒီနေ့သူလည်းယနေ့ချင်းခါနာဖြစ်တယ်ဆိုတော့တကယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်သူဟာအသက်ရှင်တဲ့ဘုရားသခင်အိမ်တော်သားအဖြစ်နဲ့ဒီနေ့ကောင်းကင်နိုင်ငံမှာဆင်းရဲဝင်ပြီဖြစ်တယ်ဟာလေလုယာတကယ်အမတမကောင်းကင်နိုင်ငံသားကောင်းကင်တမန်တွေလည်းပျော်ရွှင်ဝမ်းမြောက်တာဖြစ်တယ်ဒီနေ့အချိန်လောက်မင်္ဂလာရှိတာမရှိဘူးဆိုတော့တကယ်ပဲဒီမနေ့တင်းလူကြီးတွေဖြစ်တယ်ကျွန်တော်ဒီဥက္ကဋ္ဌကိုယောဟန်ကကျွန်တော်ဒီကိုမင်းတို့ဥဆောင်ပြီးတော့ဒီမနေ့နှစ်ချင်းခန်းတဲ့ကောင်ကိုတွားကြဖြစ်တယ်ဓာတ်ပုံတွေလည်းရှိတယ်အဲ့ဒါကိုမင်းတို့စီမှာရှိတယ်ထင်တယ်ကိုယောဟန်တို့စီမှာလည်းရှိမလားမသိဘူးအဲ့ဒါမှလည်းရှိတဲ့ဥစ္စာလေးတစ်ချက်ပို့ကြပါအဲ့ဒီဥစ္စာလေးကိုအမှတ်တရကျွန်တော်တင်ထားကြမှာဖြစ်တယ်ဆိုတော့အခုချိန်မှာကျွန်တော်ယင်းချင်းခန်းတဲ့သူတွေကိုကျွန်တော် certificate ပေးဖို့ရန်အတွက်ဖြစ်တယ်ကျေးဇူးပြုပြီးတော့ဟိုငွေလေးရှိလားမသိဘူးနော်ကျေးဇူးတကြုံကျေးဇူးပြုပြီးတော့နှစ်ချင်းခန်းတဲ့ certificate လက်ခံပေးဖို့ရန်အတွက်ရှိကိုထွက်ပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်ကျေးဇူးတကြုံလာနိုင်လားမသိဘူးနော်ဒီနေ့မလာနိုင်ဘူးထင်တယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အောင်လည်းမလာနိုင်ဘူးထင်တယ်နော်အောင်မတွေ့ဘူးဒီနေ့အောင်ကသူတို့ကအလုပ်များတဲ့တင်းငွေတွေနဲ့သူတို့ကဒါအလုပ်များတဲ့အတွက်ကြောင့်သူတို့နှစ်ယောက်ကိုတည်တဲ့အင်မပြန်ပြမှာဖြစ်တယ်ဆိုတော့ကျေးဇူးပြုပြီးတော့ဒေါ်ပန်လင်းနဲ့ကျွန်တော်
บุมนาเจซูพิโปรเนียสลงลิมียสโรเนียสลงลาเปียพูดอันตัวเยซูนามในเพคบาร์เรอาลงเล็กเข้าทีพิโรจูสุเปียจ้าเจสุติเน่คู่เชิงมาราจันโรโจโซเจสุพิโรเนี่ยเชิงขันเซอร์ติฟิเคตเล็กขันเปียพูดอันตัวชิวจอเปียบ้าพี่เล่ลาเกบ้าเจสุติเน่คู่เชิงมารอจันโรอเตียงวินเตกูอเตียงวินเตมีตาสุตสุชิเรตุรกุสุตองเปียมาพิเดสุรอดีบุมนาเนมาปันลิงกุเจสุเปียปิรอชิมาเนียยูเปียพูอันตัวเยซูนามันเนเพคบาร์เรดีเน่จันโรดีมีมาไม่ตายอันเนี้ยดูดีกว่าดีมาดีฮักฮามิวมาจันโรดีในไทยเนี่ยใช่มาเคได้เชื่อมาดูดีกว่าเคจ้าแม้วันเมียวได้เชื่อมาดูดีกว่าวันเมียวจ้าพูดอันด้วยมีตาสุตสุอันนี้เนี่ยดีเนี่ยปาวนเสกจ้าเร่เตียงวันด้วยพิเดด้วยดีเนี่ยจันโรดูดีกว่ามีตาสุด้วยสุดองไม่เปียมาพิเดอารมณ์ใส่เทียนเนี่ยสุดองเปียบิโรจันโรอาจารย์ช่วยบิโรสุดองมาพิเดขณะสุดองจ้าบาสุแต่สิ่งที่นานาทุกคนเนี่ยพิสูจน์โนเพียยันเนี่ยกุโรเยเองโดมเข้ามาจันโรมิวยันเนี่ยพิวโดมุดีกุโรชิมพิยาตีบีดาพิเดยันเนี่ยกุโรชิมพิยาชิเวกุโรชิมพิยาตัวอย่างเป็นยูเอ็นเอาเกตินโดบุมนาเนมาปันเลงโดมิตาสุยันเนี่ยกุโรชิมพิยาดีเตียนดีไม่ตายยามหาทุกคนกุโรเออมูดกูสาวพูดอันตัวปาวินเสกเตียงวินเดขามายันเนี่ยกุโรชิมพิยาตัวเราอาเพียงกุโรบอนอทินชาเสบาตัวเราอาเพียงดีมีมาไม่ตายยามกุโรบอนอทินชาเสบาตัวเราอาเพียงอีมีมาไม่ตายกางจีพิเศษบาตัวเราอาเพียงเปียวโซนวิ่งมีมีส่วนยาชิพูดอันตัวกุโรกางจีเปตนาโดมุบากุโรชิมพิยาอีตาดมีในอีตมีอัตตากุโรชิมพิยาในงานโดตัวสู้ตัวกางเพกุโรชิมพิยาเนี่ยตัวแค่เด็กเชื่อมาตัวก็เพียจอบพูกุโรชิมพิยามูโรมาปาวินเล็ตัวพูตัวยันเนี่ยเสกัดท่าตัวยาดีกุโรชิมพิยาอติมาพิวเล่กุโรกางจีกุโรบอนอทินชาเสพูกุโรชิมพิยาดีเนี่ยดีไม่ได้เนี่ยเล็ตัวเด็กขามาอีตาเนี่ยอีตมีอาเพียนอติโลดีไม่ได้กุโรกางจีพิเศษบากุโรชิมพิยาอีตาเนี่ยอีตมีกุโรชิมพิยาตัวเราอยู่ได้แต่มาจ่าเตบากุโรชิมพิยาตัวเราทางกันเนี่ยตากางติมีกางยาตนามีกุโรชิมพิยาบอนอทินชาเสดอตาติมียาตนามีกุเลกุโรชิมพิยาเซเลเปโรกางจีเปตนาโรมูบากุโรชิมพิยาอีตาเนี่ยอีตมีกุโรชิมพิยาทางกันเนี่ยยาชิลาเรมวยพอละตาติมีมีอาดีปิญญาอายาเนี่ยจีทวาเลโลกะอายาเนี่ยชมวลาปาเลญาณปิญญาอายาเนี่ยมิมาดอตากางติมีกางมียาชิเสพลุงฮะเยซูนามบาพิอีมิตาสุกางจีเปบาเรกุโรชิมพิยาเยเนกุโรชิมพิยานามาโตอาเพอีตาเนี่ยอีตมีกูจะนไม่ตายด้วยจะนเตียงไว้ด้วยเล็กขันเนี่ยขามากุโรกางเงินเนี่ยตีมาพิวเลกุโรชิมพิยาเยเนจะนพิวดอมูดีกุโรบงโนทินชาเสพลุงฮะพิเศษบามีเจ้าสุตองเสกัดเดขามาเยซูพิยานามาอาพิอลูยเตส่วนเนี่ยสุตองจะบารมีสวดพิยาอาเมนขนาดเลยจันโนตินวินเซอร์ติฟิเคตจันโนเปียมาพิเดดิมามีเมสสามีทาวู Grace มีมา Fellowship Certificate of Membership อติงวินเลมาอุบุมนาโดปาลิงสุโปรเยธาราพิเดดีเนียเลหะจันโนตินตาเนเนลุซาติพิเดด้วยเจ้าดีติงวินเลมาเลเยธาราพิเดเก็บเจสุติมาเรสุโรจันโรนักดัชชิงก็เราจะนอชิงไม่เข้าดูทีนี้จันทร์สับพายุพูยันตัวพิเดจันโรที่ยออาคารจีนี่พิดอมาพิเดจันโรดีเนี่ยดีจันเช็คกูจันโรเปียงเลยพูดไม่ตัวเรที่ยออาคารจีนี่กูดูดีกว่าจีเอาอะไรมาสากันทุบเปลุยามลำติวเนาะที่ยออาคารจีนนี่กูจันโรดูดีกว่าจีเอาจันโรฟงมาไปเลยฟงเทียนนี่เลยพ้นลุยาบาร์เรมาปาร์เรตัวตัวดีมาจั
ကျွန်တော် projector မှာထူထားမှာဖြစ်တယ်တိယောအခန်းကြီးနဲ့အစားနဲ့ကျွန်တော်29ထိရှိတယ်ဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်အောင်ကြားထဲမှာအပိုက်ခွဲမရှိဘူးထင်တယ်နော်โอเค19အထိเนาะ19အထိမှာပိုက်ခွဲထားတယ်19တဲ့အတူတကွဖတ်ကြမှာဖြစ်တယ်ခေါင်းစဉ်ကဘာလဲဆိုရင်ငါတို့အမှုတော်ဆောင်သခင်ဆိုတဲ့ခေါင်းစဉ်တိယောအခန်းကြီးနဲ့ဒါဆိုရင်ကျွန်တော်ဖုန်းထဲမှာလည်းပါဝင်ကြမိတယ်နော်အဲ့ဒါမှာပါတဲ့သူတွေပါမယ်မပါတဲ့သူတွေလည်းကျွန်တော်ဒီ projector ထူနိုင်တဲ့ခါကျရင်အားလုံးပြန်လည်ပြီးတော့ like ခဲ့ကြပါနော်ကဲကျွန်တော်အားလုံးကိုဖုန်းကိုချမ်းစာကိုကြည့်ကြည့်အောင်တိယောအခန်းကြီးနဲ့အပိုက်ငယ်1အခေါင်းစဉ်ကငါတို့အမှုဆောင်သခင်ဆိုတဲ့ကအဲ့နေရာနဲ့အပိုက်ငယ်16ထိကျွန်တော်အတူတကွဖတ်ရအောင် ready 1 2 3ချစ်သားတို့တင်းတို့သည်ဒုစရိုက်ကိုမပြုတ်စေခြင်းငါဤအရာများကိုတင်းတို့အားငါရေး၍ပေးလိုက်၏တဆုံတယောက်သောသူသည်ဒုစရိုက်ကိုပြုံးမိလျင်ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တီဟူသောငါတို့အမှုဆောင်သခင်သည်ခမဲတော်ထံ၌ရှိတော်မူ၏ထိုသခင်သည်ငါတို့၏အပြစ်မကလောကီသားအပေါင်းတို့၏အပြစ်ဖြေရာအကြောင်းဖြစ်တော်မူ၏ထိုသခင်ကိုကိုယ်တိုင်တိကျွမ်းသည်ကိုအဘေတို့တိယတနည်းဟူမူကားပြည့်ညတ်တော်တို့ကိုစောင့်ရှောက်လင်တိယတည်းထိုသခင်ကိုငါတိ၏ဟုပြည့်ညတ်တော်တို့ကိုမဆောင်ဘဲလျက်ဆိုတော်သူသည်မုတ်တာကိုတုံးတော်သူဖြစ်၍ထိုသူ၌သက်စာမရှိထိုသခင်၏စကားတော်ကိုနားထောင်တော်သူမိဒီကဘုရားသခင်ကိုချစ်ချင်းမြတ်တာနှင့်အမှန်ပြည့်စုံ၏ငါတို့သည်ထိုသခင်ရှိကြောင်းကိုထိုတို့အားဖြင့်သိရကြ၏ထိုသခင်၌ငါတည်၏ဟုဆိုတော်လေထိုသခင်ကျင့်တော်မူသည့်ဤသူကျင့်ရမည်ပြည့်ငက်တဲ့အပိုက်ငယ်ခုနှစ်ပြန်ဆိုရအောင်တင်းတို့အားငါရေးထားသောပြည့်ညတ်သည်ပြည့်ညတ်တဲ့မဟုတ်ရှေးအိုးစွာကဖြင့်တင်းတို့၌ရှိသောပြည့်ညတ်ဟောင်းဖြစ်၏ပြည့်ညတ်ဟောင်းကရှေးအိုးစွာကဖြင့်တင်းတို့ကြားရသောဒေသနာတော်ဖြစ်၏တဖန်တုံပြီးတိကိုတင်းတို့အားငါရေးထား၏ထိုသခင်အားဖြင့်လေကောင်းတင်းတို့အားဖြင့်၎င်းအသစ်မှန်ပေ၏အကြောင်းမူကားမောင်မိုက်ပျောက်လွင့်၍မှန်သောအလင်းထွန်းတောက်လျက်ရှိ၏မိမိငယ်ကိုမုန်းလျက်ပြင်ငါသည်အလင်း၌ရှိ၏ဟုဆိုသောသူသည်ယခုတိုင်အောင်မောင်မိုက်၌ရှိသေး၏မိမိငယ်အကိုချစ်သောသူသည်အလင်း၌တည်နေ၏ထိမိ၍လဲเสียအကြောင်းသည်ထိုသူ၌မရှိမိမိငယ်အကိုမုန်းသောသူသည်မောင်မိုက်၌ရှိ၏မောင်မိုက်၌လည်းကျင်လေသွားလာ၍မောင်မိုက်ကြောင့်သူ၏မျက်စိမမြင်နိုင်သဖြင့်အဘယ်သို့ကိုသွားသည်ကိုမသိချစ်သားတို့တင်းတို့သည်ထိုသခင်၏နာမတော်အားဖြင့်အပြစ်များနှင့်ကင်းလွတ်သောကြောင့်တင်းတို့အားငါရေး၍ပေးလိုက်၏အဘတို့တင်းတို့သည်ရှေးဥစွာကဖြင့်ရှိတော်မူသောသူကိုတည်သောကြောင့်တင်းတို့အားငါရေး၍ပေးလိုက်၏လူပြိုတို့တင်းတို့သည်မာနက်ကိုအောင်သောကြောင့်တင်းတို့အားငါရေး၍ပေးလိုက်၏သူငယ်တို့တင်းတို့သည်ခမဲတော်ကိုတည်သောကြောင့်တင်းတို့အားငါရေး၍ပေးလိုက်၏အဘတို့တင်းတို့သည်ရှေးဥစွာကဖြင့်ရှိတော်မူသောသူကိုတည်သောကြောင့်တင်းတို့အားငါလူပြိုတို့တင်းတို့သည်ခွန်အားနှင့်ပြည့်စုံ၍ဘုရားသခင်၏နှုတ်ကပတ်တော်၌
မြေဝဲစိကတ်တဲ့မာနဲ့ကိုအောင်တော်ကြောင့်တင်တော့အားငါရေ၍ပေးလိုက်ပြီလောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနဲ့လောကကိုချစ်တော်သူမိဒီကခမဲတော်ကိုချစ်ချင်းမြတ်တာမရှိလောက၌ရှိသည်မြတ်သောအရာတီးဟုသောကိုယ်ကာယတက်မဲ့ခြင်းမျက်စိတက်မဲ့ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမဲတော်၌မဆက်ဆိုင်လောကနှင့်တိုင်ဆက်ဆိုင်ကြ၏လောကနှင့်ဆက်ရွေ့သွားကွယ်ပြောက်တတ်၏ဘုရားသခင်၏အလိုတော်နှင့်အညီကျင့်တော်သူနေဆာထာဝရတီဖြတ်တော်ကျမ်းစာအယုတ်စီတိုင်းတွင်ဖြတ်ရှင်ကောင်းကြီးပေးပါစေကျွန်တော်တပါပတိစီမှာဆက်လက်ပြီးတော့ကျွန်တော်အချိန်နိုင်ပေးအောင်ခုချိန်ကတော့အလူငွေစက်ကပ်ပေးမဲ့ချိန်ဖြစ်ပါတယ်။ဆရာမနေစာထွန်းဖြစ်ပြီးတပင်နိုင်တဲ့ချင်းကိုဆရာခုပီကနေတည်ဆိုတော့မှဖြစ်ပါတယ်။မဆက်လက်ပြီးတော့ဆရာဟင်းလိုင်ဦးကနေအထူးဆုတောင်းဖို့အတွက်ဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဆရာအချမ်းကနေပဲတာဝန်ယူတည်နာရှင်ဟောတော့မှဖြစ်ပါတယ်။ငွေစကကြပါစို့တရှင်တော်တော်ဖာကိုရကျေးဇူးတင်တဲ့ဒီနေရာမှာကိုရရှင်ကိုချီးမွမ်းကိုးကွယ်ရတဲ့အခွင့်ပေးတော့ကြောင့်ကိုရကျေးဇူးတင်တယ်ကိုရရှင်ဒီနေ့မှလာရောက်ကြတဲ့သူတယောက်စီတိုင်းကိုရရှင်ရှင်းမမှာလက်ချီတက်မဟုတ်ဘဲနဲ့ကိုရပေးတော့အနေငယ်ကိုရရှင်ကောင်းချီးပေးတော့အနေငယ်မှကိုရရှင်ယူဆောင်လာကြတဲ့ကိုရရှင်ကောင်းချီးပေးတော်မူပါတယောက်ပေးလှူကြတော်သူတယောက်စီတိုင်းအတွက်ကိုရရှင်ကောင်းချီးပေးလဲကိုရရှင်နိုင်ငံတော်ကျေပြန့်စေဖို့ရန်အတွက်ကိုရရှင်တုံပြုတော်မူပါယေရှုတော်ပေါင်းဝချီးမွမ်းလဲယေရှုနာမနဲ့ဆုတောင်းကြပါရဖဖျားရှင်ခုလိုပေါ့နော်ဖခင်ရဲ့ဘယ်လိုပြောမလဲဖခင်တခင်ကိုချီးမွမ်းဖို့အတွက်အချံပြန်ဆင်ပေးတဲ့ဖခင်တခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့အသက်တာမှာဖခင်တခင်ချီးမွမ်းလာတော့ပြောဖို့ကောင်းတာဘာမှမရှိပါဘူးကျွန်တော်မချီးမွမ်းခင်ပေါ့နော်ကျမ်းစာဖတ်ချင်ပါတယ်ဆာလံကျမ်း127မြောက်သောဆာလံကျမ်းအပိုင်ငယ်1မှာငါကိုမအစချင်းအကြောင်းသည်ပေါ်ထွက်ရသောတောင်ယူပေါ်သို့ငါမြောက်ကြည့်၏ကောင်းကင်နှင့်မြေချင်းကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှာငါကိုမအစချင်းအကြောင်းသည်ပေါ်ထွက်ရ၏ဆိုပြီးတော့ဆာလံဆက်ကဆိုတလို့ပဲပေါ့နော်ကျွန်တော်အသက်တာထဲမှာဘုရားသခင်ကိုမြောက်ကြည့်ပြီးတော့အသက်ရှင်နေဆိုလို့ရှိရင်ကျွန်တော်ဘုရားသခင်မအစချင်းကိုခံစားမှာဖြစ်တယ်ဆိုတာဒီနဲ့ခွန်အားလည်းပေးခြင်းနဲ့ကျွန်တော်ဒီနေ့ဆိုမဲ့တခြင်းလေးကတော့အရှိတိုင်းလက်ခံတယ်ဆိုတဲ့တခြင်းလေးဖြစ်တယ်ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ဒီနေ့ကျွန်တော်တို့မဆုံးလင်းဒီဖြစ်စေအပိတာနဲ့ပြည်နေတဲ့သူတွေဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ဒီကောင်းမြတ်လွန်းပါတယ်ကျွန်တော်တို့ကိုအရှိတိုင်းလက်ခံတဲ့ဘုရားရှင်ဖြစ်တယ်။ကျွန်တော်တို့ရုပ်စွလဲလက်ခံတဲ့ဘုရားရှင်ဖြစ်တယ်။အပြစ်နဲ့ပြည်နေဒီတော့ငါလည်းပဲဒီနေ့ကိုရရှင်ရဲ့ရှိမှာဒိုးဝင်တဲ့အခါမှာဒီနေ့အရှိကိုအရှိတိုင်းလက်ခံတဲ့ဘုရားရှင်ဖြစ်ပါတယ်။ကျွန်တော်ဒီတခြင်းလေးကိုတာလို့မကောင်းဘူးပေါ့နော်။အတားတဲ့အစာသားလေးကိုပဲနားထောင်ပေးကြပါတော့မေတ္တာရက်ခံချင်ပါတယ်။ကျွန်တော်မဆုံးလင်းတော့တူတည်တယ်ကျွန်တော်မတန်နိုင်တော့တူတည်တယ်ကျွန်တော်အနေမတူလေးတည်တယ်ဒါပေမဲ့ကျွန်တော်ကိုရှိတိုင်းလက်ခံနေ
နော်တို့ခုချိန်ကတော့အထူးဆုတောင်းမဲ့ချိန်ဖြစ်ပါတယ်နော်အထူးဆုတောင်းခင်ဆုတောင်းမဲ့ချက်လေးတွေကိုပြောပြချင်ပါတယ်ပထမချက်အနေနဲ့ကတော့ဒီမြန်မာနိုင်ငံရဲ့အခြေအနေအတွက်ပြန်လည်ကောင်းမွန်လာစေဖို့ပေါ့ဒုတိယချက်အနေနဲ့ကတော့ဒီတောထဲရောက်နေတဲ့စစ်ပေးရှောင်တွေဒီကိုနေရက်တွေကိုထွက်ပြေးသွားတဲ့ဒီမြို့တွေကိုရှောင်ပြေးသွားတဲ့စစ်ပေးရှောင်တွေအတွက်ဆုတောင်းပေးမဲ့တတိယချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီဖျားချောင်းအတွက်ပေါ့ဖျားချောင်းပေါ့ဖျားခင်ကောင်းကြီးပေးဖို့အတွက်ရဲ့ဒီဖျားချောင်းကိုအသင်းဝင်သူအမြောက်များရရှိစေဖို့အတွက်ဆုတောင်းရပါမယ်အားလုံးဆုတောင်းကြအောင်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့၏ဖခင်ကိုတော်ဤနေ့ကတော့ကောင်းမွန်စွာနေလို့ရသောခွင့်ကိုပေးတော်မူသောကိုတော်၏နာမတော်ကိုချီးမွမ်းပါဘုရားသခင်ကိုတော်ဤကဲ့သို့ကိုတော်၏နာမတော်ကိုချီးမွမ်းသောခွင့်ကိုပေးတော်မူတဲ့လေကိုတော်ကိုကျေးဇူးတင်ပါဘုရားသခင်ကိုတော်ဤနေ့ချိန်တွေဘုရားခင်ကိုတော်မြန်မာနိုင်ငံတွေဘုရားခင်ကိုတော်စီရေးချိန်တွေမြတ်ဘုရားခင်ကိုတော်နိုင်ငံရေးပြည်နာများညီဆိုင်နေရပါဘုရားခင်ထိုပြဿနာများကိုလည်းဘုရားခင်ကိုတော်ကောင်းမှုသောဖြစ်ရှင်းပေးသနာတော်မူပါဘုရားခင်ကိုတော်စီရလက်နက်ချင်းချင်းဖြစ်ရှင်းကြခြင်းမူပဲဘုရားခင်ကိုတော်ငြိမ်းချမ်းရေးသကားဝိုင်းတွင်သာဖြစ်ရှင်းရသောခွင့်ကိုလည်းပေးသနာတော်မူပါဘုရားခင်ကိုတော်ဤရှင်နေများဘုရားခင်ကိုတော်ပြည်သူများသည်လည်းဘုရားခင်ကိုတော်စာဝဲနေရကြတဲ့ခြင်းများကိုလည်းညီဆိုင်နေရပါဘုရားခင်ကိုတော်ဤရှင်နေများကိုလည်းကောင်းမှုသောဖြစ်ရှင်းပေးသနာတော်မူပါဘုရားခင်ကိုတော်တောင်းတဲ့ရောက်နေသောဘုရားခင်ကိုတော်စစ်ပေးဆောင်များတို့လည်းကိုတော်ကောင်းကြီးများပေးသနာတော်မူဘုရားခင်ကိုတော်သူတို့ဂျုံရနေရသောစားသောပြဿနာများဘုရားခင်ကိုတော်ကျမ်းမာရေးပြဿနာများကိုလည်းကိုတော်ကိုကြီးဖြစ်ရှင်းပေးသနာတော်မူဘုရားခင်ကိုတော်ဒီအရာအလုံးကိုရှင်ကိုရောဒီအရာအလုံးကိုဖြစ်ရှင်းမိနိုင်သောဘုရားခင်ဖြစ်ပါဘုရားခင်ကိုရောထိုးကြောင့်ထိုးပြဿနာများအလုံးကိုကိုရောလက်ထက်သို့အနံပါတယ်ဘုရားခင်ကိုရောနောက်လာမဲ့ငွေရသည်တွေလည်းဘုရားခင်ကိုရောဖြစ်ပေါ်လာတဲ့ဘုရားခင်ကိုရောငါဖျားယောဂဘုရားခင်ကိုရောသွေးလုံးတိုကယောဂများကိုလည်းဘုရားခင်ကိုရောကောင်းမွန်ဆုံးဒီဆေးပေးချောင်းများတွင်လည်းမဖြစ်ပေါ်လာသောခွင့်ကိုလည်းပေးသနာတော်မူပါဘုရားခင်ကိုရောသူတို့ဒီလည်းဘုရားခင်ကိုရောအမိုးမရှိကမရှိဘုရားခင်ကိုရောနေထိုင်နေရပါဘုရားခင်ကိုရောသူတို့တွေလည်းအစားအစာများဘုရားခင်ကိုရောနေထိုင်စရာနေရာများကိုလည်းဘုရားခင်ကိုရောပေးသနာတော်မူပါဘုရားခင်ကိုရောဆက်လက်ပြီးတော့လည်းဘုရားခင်ကိုရောဤတင်းတော်ပေါ်တွင်လည်းဘုရားခင်ကိုရောကောင်းကြီးများကိုပေးသနာတော်မူပါဘုရားခင်ကိုရော
ဤတင်းတော်ကိုဥဆောင်ရတော့ဗျာခင်ကိုတော့အတင်းတော်လူကြီးမှအစဗျာခင်ကိုတော့အတင်းတော်ပါဒရာများကိုလည်းဗျာခင်ကိုတော့ကောင်းကြီးများပေးသနာတော်မူပါဗျာခင်ကိုတော့သူတို့ရှောင်းနေတော့လမ်းများကိုလည်းဗျာခင်ကိုတော့လမ်းပြပေးသနာတော်မူပါဗျာခင်ကိုတော့မပါလင်ဗျာခင်ကိုတော့ဘာမှမလုပ်နိုင်ပါနောက်ကြောင်းမိဗျာခင်ကိုတော့ပါဒရာပေါ်တွင်လည်းဗျာခင်ကိုတော့ပါဒရာဤနှုတ်ရှာပါသက်ကိုလည်းကောင်းကြီးများပေးသနာတော်မူဗျာခင်ကိုတော့ဤစုလုံးသောတောရှောင်းနေတပါးရောသားတော်သခင်ယေရှုနာမကိုမြည်ပြီးလဲစလုံးဆက်ကအနံပါ၏အာမင်ကျွန်တော်နှုတ်ကပတ်တော်ခံယူရအောင်ကျွန်တော်စိတ်နှလုံးနဲ့ကျွန်တော်အတူတကွခံယူမှာဖြစ်တယ်ဒီနေ့တကယ်ပဲဖခင်ရဲ့အမှုတော်မှာပါဝင်ခွင့်ရတဲ့သူတွေအမတန်မှအတိတ်ပဲရှိတယ်ကျွန်တော်အလှငွေကောက်ခန္ဓာကစားထိုင်ကုန်စီတာကအဆုံးကျွန်တော်ရဲ့ကုလောက်ငန်းတစ်ခုစီတိုင်းပါဝင်ကြတယ်ဆိုတော့ကျွန်တော်ခဏနာပြောနေတဲ့အရာပါလဲဆိုရင်ဖခင်เจ้าတเจ้าမှာတင်ပါဝင်နေဆိုရင်တင်ဟာထိုင်ကုန်တစ်လုံးမှာထိုင်ုံတက်တက်ဆိုရင်တင်အဲ့ဒီဖခင်เจ้าမှာမပါနဲ့တော့အမြတ်ဆုံးထွက်ပြီးတော့တင်ပါဝင်လို့ရတဲ့နေရာမှာဆက်ကပ်ပါလို့ကျွန်တော်တခြားလူတွေကိုခဏနာပြောတာအဲ့လိုပြောတဲ့ခါမှာဒီအဖွဲ့တွေကျွန်တော်ဆောင်းပြောတာမဟုတ်ပါဘူးနော်အလုံးကိုလောက်ငါနဲ့ကိုလောက်ကြပါဒီမှာရှိတဲ့သူတွေကျွန်တော်ဗာပြောချင်တယ်လေဆိုရင်ဖះအတွက်ကျွန်တော်လှုပ်သမျှအားလုံးဟာကောင်းကင်နိုင်ငံမှာကျွန်တော်ရဲ့ဆုကျေးဇူးတွေဖြစ်တဲ့အကုန်လုံးကောင်းကင်တင်မှာကောက်ကျွန်တော်အသက်ရှင်တဲ့အချိန်မှာခေါင်းကြီးဖြစ်စေတယ်ကျွန်တော်ဒီမှာကျွန်တော်လှုပ်နိုင်တာအများရှိတယ်တရားရှိတဲ့သမီးလေးနှစ်ယောက်ဆိုရင်တော့သူတို့အလှငွေဆက်ကပ်ဖို့သူတို့ကဆက်ကပ်ထားတာအမြဲတမ်းဒီနေ့ထိမပြတ်ကွက်ဘူးဆိုတော့တကယ်သက်စာရှိတယ်ဖះကိုသက်စာရှိတဲ့ဖွဲ့တွေဖြစ်တယ်ဂျန်နဲ့လူတွေသက်စာမရှိဘူးလို့ပြောတာမဟုတ်ဘူးနော်အဲ့လိုပြောတဲ့ခါလူတွေအမျိုးမျိုးကောက်ကြတယ်အဲ့ဒါကြောင့်လေစကားပြောတာတော်တရီထားနေရတယ်ဆိုတော့ကျွန်တော်ဗာပြောချင်တယ်လေဒီညမှာတချင်းဆိုပါအခုနဆရာကိုပီးအားလုံးကြားတဲ့အတိုင်းပဲနော်အတိုင်းတော့အားလုံးတအားကောင်းတယ်လို့ပြောတဲ့သူတို့အရှိမှမဟုတ်ပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တအားကောင်းတယ်လို့ပြောကျွန်တော်လည်းလိန်သွားနိုင်တယ်မဟုတ်လားဆရာကိုပီးဘာပဲဖြစ်ဖြစ်ဆရာကိုပီးဆိုသွားတာတချင်းဆိုတော့သူ့အသက်တာနဲ့ဆိုတယ်သူဆိုတဲ့တခြင်းအမှန်တကယ်လို့သူအဖျားကိုချီးမွမ်းတာဖြစ်တယ်။ဖျားကိုချီးမွမ်းတဲ့အတွက်ဒီနေ့သူဖျားချီးမွမ်းတဲ့ credit ဟာသူ့ကောင်းကြီးဟာသူ့အတွက်ရှိပြီးသားဖြစ်တယ်။ဖျားတင်ကပြင်ဆင်ပေးပြီးသားဖြစ်တယ်။ပြောချင်တာဒီမှာရှိတဲ့ကျွန်တော်အကြီးဆုံးမှငယ်ဆုံးကျွန်တော်ဒီမှာဖျားเจ้าမှာထိုင်ခုံလဲစီလာပြီးတော့ထိုင်ခုံစီလို့လဲရတယ်။ပြီးတော့ဒီမှာတခြင်းဆိုတဲ့ခါမှာအာရပါတခြင်းဆိုတာကအစကျွန်တော်ဖျားတခင်အတွက်ပါဝင်တာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်အလကားထိုင်ခုံမှာထိုင်တဲ့မဟုတ်ပဲနဲ့တင်းရဲ့အသက်တာမှာဖျားတခင်ကတင်လောက်နိုင်တဲ့တက်ဆွမ်းတဲ့အရာတစ်ခုခုကိုဖျားတင့်ကိုပေးထားတာဆိုတော့အဲ့ဒီအရာလေးကိုဖျားအတွက်ပြန်လဲပြီးတော့အတောင်းပြုတ်ဖို့အတွက်ပြင်ဆင်ဖို့အတွက်ကျွန်တော်ထပ်ပြီးတော့သတိပေးတာဖြစ်တယ်မီးမလာတဲ့ထင်တယ်နော်မီးလိုင်းတော့ကျွန်တော်တို့မင်းဆွေပြန်လဲအောင်မီးဆက်ကတအားပူပြီးထင်တယ်ဆိုတော့မီးလိုင်းအကြောင်းကြားပါနော်ဆိုတော့ဒီနေ့ဟာတကယ်ပဲပြောစရာကောင်းတယ်ဒီနေ့ကျွန်တော်တို့ဆရာကျော်လဲကြောက်ဖြူရွာနေလာတယ်နော်ကြောက်ဖြူမြန်မာလူစံချင်းလူစံတော့လုံရန်ရွာနဲ့ရောက်လာတယ်ဆိုတော့သူလဲကျွန်တော်ဆီမှာပါဝင်လာကြပြီဆိုတော့ဆီမငွန်တဲတော့ဖွဲ့လဲတကယ်ပဲတရိရတယ်အခုတော့တယောက်မဟုတ်တော့နှစ်ယောက်နဲ့လာပြီကလေးတယောက်နဲ့ပါလာပြီဆိုတော့တကယ်ကျေးဇူးတော်ပဲဆိုတော့ဒီနေရာဖျားသခင်အတွက်ကျွန်တော်အားလုံးအစေခံနိုင်တဲ့နေရာလေးဖြစ်တယ်ဒီနေရာလေးဟာကျွန်တော်လောကမှာအသက်ရှင်တဲ့အချိန်မှာကောင်းကြီးခံစားတဲ့နေရာအဖြစ်ဒီနေရာလေးကိုကျွန်တော်အားလုံးဒီမိသားရလေးကိုပါဝင်ကြပါဆက်ကကြပါဆိုတာကိုလည်းကျွန်တော်ထပ်ပြီးတော့ပြောချင်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ရှင်မကိုခရစ်ဝင်အခန်းကြီး၈ကိုကျွန်တော်ဒီနေ့ကအချင်းချုံလေးနဲ့ဆင်ချရအောင်အဲ့ဒါပြီးမှခဏလေးပွဲတော်ကျွန်တော်ပြန်လဲပြီးတော့တောင်းမှဖြစ်တယ်ဘာလို့ဆိုတော့အရင်ပတ်လဲပွဲတော်တောင်းပြီးပြီဆိုတော့ဘာဖြစ်အခုတော့ပွဲတော်ခဏနာတောင်းရအောင်ကျွန်တော်စမနေ့ပိုင်းကလည်းတောင်းပြီးပြီဘယ်မှာဘာဆိုဒီနေ့နှစ်ချင်းခါနဲ့ဖွဲ့တွေရှိလို့ကျွန်တော်တို့ညီကိုတစ်တွေဖြစ်တဲ့အတွက်အတူတကွပွဲတော်ပြန်တောင်းမှဖြစ်တယ်အမှန်ဆိုရင်ကျမ်းစာဖော်ပြထားတာကအမြဲတမ်းဒီမှာပရိသတ်စီဝေးတိုင်းကိုပွဲတော်တောင်းဆောင်နေတဲ့ကျမ်းစာထဲမှာတော့ဒါကြောင့်ဖျားရှိခိုးတိုင်းပွဲတော်တောင်းရမှာအမှန်ဆိုရင်ဒါမဲ့ပွဲတော်တအားယူသွားမှာဆိုလို့အဲ့ဒါကြောင့်တလားတစ်ခါကျွန်တော်တောင်းတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီဖျားသခင်ရေကိုကယ်တင်ပါရှက်ဖြစ်လက်ခံတဲ့ပြီးတော့မြင့်ချင်းခါနဲ့9ယောက်ရှိတဲ့အတွက်သူတို့နဲ့အတူပြန်လဲပြီးတော့တုံဆောင်မှာဖြစ်တယ်သူတို့9ယောက်ပဲပွဲတော်ပေးအောင်လို့ပြောတာဆီယမမေရီကမလို့ချင်းဘူးသူတို့9ယောက်ထဲဆိုတော့ကျန်တဲ့လူတွေကတာဖြစ်တာပေါ့ဘာဖြစ်ကျွန်တော်အားလုံးအတွက်ပြင်မယ်ဆိုပြီးတော့အားလုံးအတွက်ပြန်ပြီးတော့ပွဲတော်မင်္ဂလာတုံဆောင်မှာဖြစ်တယ်ပွဲတော်မင်္ဂလာကိုကျွန်တော်ဥဆောင်ဖို့ဆရာယောဟန်ထွန်းနဲ့ကိုယောဟန်ထွန်းနဲ့ဆရာဘွိုးဆ
เสียบอยป่วยดอกกูเวเปพวกกูงีเปบ้านเนาะเนี่ยสลงก็เอมาเปลี่ยนสิเปบ้านลูกสุดจะนอจำไปตัวไปพ่อแม่ชิมากูครีมขันจีเชียไปเงี้ยต้องเสนเช่ากูจะนอจะเช็ดจีไหมเจสุเปียบอารมณ์นักว่าเนี่ยเลยสุเปบ้าลูดีสัจอีสัจจาวลากูอาจุยแม่อาสุยาเย่มิมิอัตวิเงี้ยชงเลอเบเจสุชิตนีจะนอเปลี่ยนเลยพี่รอจันทร์เอาลงว่ามาชิบุสุเรตุเปลี่ยนเลยพี่รอเล็ดทองอย่างล้อเสียรจันทร์มาชิบ่าวจะนอติเชนโนบ้านเนาะลงว่าจะนอจะมาเลงบ่าวแต่แกเบจันทร์มาชิบ่าวสุเรตุเรกูไปจันทร์เอามาชิบุบ่าวเนาะตัวเมียเสียจันทร์ชิระรอเขาบ่าวแต่แม่กูไปมาจันทร์เอามาชิบ่าวสุเรตุเจสุพี่รอขนาดเล็ดทองจีเจ้าเมียมาจันทร์แต่ยาวนายาวต้องยาวไปแต่ช่วยจันทร์มาเนี่ยบียาวลาตัวแม่ยาวเด็กขาจันทร์อารมณ์จันทร์ก็มีได้ปาลาจ้าบ่าจันทร์ฮะจันทร์เราละท้าผู้มาผู้พระเจ้ามาอยู่ลาผู้พิจารณาพระเจ้ามาจันทร์เลยเนี่ยอะไรมันเนี่ยตัวจะพระเจ้าลาไปจันทร์มาปาลายบ้านเนี่ยดูเลยที่ละตัวตองอย่าตัวแม่สุดไปรอเป้าทุ่มมาปาเป็นเนี่ยตัวอะไรเนี่ยดูเว็บเพียบมาสุรบ้านเนี่ยเป้ามาเลยเรามาที่ว่าเนาะสุรคุณเอาพัดจันทร์มาปาเลยสุดเนาะลูหะเนี่ยเบลล์ที่ตะเทพเพียบมาเลยสุดเนี่ยดีสัจจาวลามาชีระอากงลงไม่เอาสาพิเดสุบรองาเราอภัยงาเราตะเทจีสุยนตองมาอาคุกบาปมาตะเทจีเอาแต่กุนามีจีสงอาบิตุเลส่วนเนมวินอิมพายาสุเรอเล็กซานดร์ก็ตัวตะกบาลงเต็งไปเนี่ยละเต็งตะคูบิตนายงามิตนายงาสิตายเต็งอากงลงเต็งตัวบีตะกบาลงนีปาเต็งตัวบีสุรตัวเต็งพวกเนี่ยไม่ใช่หรอกอะไรเจ้าเนมวินอิมพายาเขาเพ่ตัวนี่แหละเนมวินเดียวตัวเนี่ยหรอเนมวินไหนมั้งตัวกบาลงลงเนี่ยสุรเขาเพ่ก็เงี้ยสุรจีเพ่เนี่ยสุรตู้เย็นไหนกันเนี่ยอารมณ์เนมวินไหนมั้งสุรอะไรเจ้าเนมวินอิมพายาสุดเป็นตัวกูทิ้งสาธารณะที่ยมาที่อเล็กซานดร์มินจีอะแต่เนี่ยหรอตัวท้ายเงี้ยเป็นหรอเมียยี่จ่าเลยအဲ့ဒါမှသူ့ရဲ့ဘူကြီးကမဲတာဟာမင်းဘာဖြစ်လို့မျက်ရည်ကျတာလဲဆိုပြီးတော့ဆရာဘာဖြစ်လို့မျက်ရည်ကျတာလဲလို့မဲတဲ့ခါမှာသူကဘာပြောဆိုငါထက်သိမ်းဖို့နိုင်ငံမရှိတော့လို့ငါဝန်းနေနေတာတဲ့ကဘာမှာသူထက်ပြီးတော့စစ်တိုက်ပြီးတော့တင်းပိတ်ချင်တယ်တကဘာလုံးရပြီးပြီဆိုတော့တခြားကဘာမရှိတဲ့အတွက်ကြောင့်သူဝန်းနေနေတာပြောချင်တာလူကအဲ့လိုထိချပိုင်ဆိုင်ရင်တောင်မှလူမှာလုံလောက်တယ်ဆိုတာမရှိသေးဘူးကျင်းတဲ့ဆိုတာမရှိသေးဘူးအခုခင်ဗျားတို့မဲရင်တောင်မှမဟုတ်ဘူးလားပစ္စံငါတင်းရှိချင်လားလို့မင်းအားလုံးကရှိချင်တယ်လို့ပြောကြမှာပဲစေတင်းဆိုရင်ငေါစေတင်းဆိုရင်ပူရှိမှာတင်းတရားဆိုရင်လောက်မလားတင်းတရားဆိုရင်မလောက်သေးဘူးထက်တင်းတစ်ထောင်ဆိုကောအဲ့ဒါလည်းဖြစ်နိုင်တဲ့ဆိုရင်1500လောက်ကောမရဘူးလားဒါဆို1500လောက်ပြီလားမလောက်သေးဘူးလို့ရှင်းမှာဘယ်လောက်မှလောက်မှာမဟုတ်လူကဘာဆိုလူအလူကနဲ့မလိုက်နိုင်ဘူးဆိုတော့လူဟာဘယ်လောက်ထိပိုင်ဆိုင်ရင်တောင်မှဘယ်လောက်ပဲရရှိရင်တောင်မှတဲ့မိမိအသက်ဝိညာဉ်ရှုံးလင်အဘယ်ကျေးဇူးရှိသနည်းအဲ့ဒါဘာကိုဆိုလို့တလဲဆိုရင်ရှင်လုကာခရစ်ဝင်ထဲမှာပြောတယ်ဆိုရင်လူတယောက်တစ်ထဲကျသူကထိုင်ပြီးတော့သူ့ရဲ့စပကြီးကိုကြည့်တာအဲ့ဒီခက်တုံးကသူတို့ကစပကြီးအကြီးကြီးရှိတယ်သူတို့မှာစီအများကြီးအပြည့်ရှိတယ်ဆိုရင်အဲ့ဒီလူကတစ်ထဲကြီးပေါ့နော်ဆိုတော့သူကစပကြီးကိုကြည့်တယ်ဟာငါဝိညာဉ်နဲ့သူကသူပြောနေတာငါထဲမှာရှိတဲ့ငါဝိညာဉ်ဝမ်းမြောက်ပါဘာလို့ဆိုတော့ချိဆန်းစပကြီးထဲမှာထည့်ဆန်နေရမရှိတော့ဘူးစပကြီးအတစ်ပြန်ဆောက်ပြီးတော့စပါးတွေပြန်ထဲအောင်မှာပြန်တူလောင်းမှာဝမ်းမြောက်ဆန်းစားဆန်းတောက်ဆန်းပျော်ပါဆန်းဆိုပြီးတော့ငါဝိညာဉ်ကိုငါပြောတယ်ဆိုပြီးတော့သူ့ဝိညာဉ်ကိုသူ့ဟာသူပြောနေတာအဲ့ဒီချိန်မှာဖခင်ကသူ့ပြောတာအချင်းလိုမိုင်းယနေ့ညပြင်တဲ့ အသက်ကိုငါနှောက်မယ်ဆိုပြီးတော့သူကပြောတဲ့အခါမှာသူ့ရဲ့ပိုင်ဆိုင်မှုတွေဟာအလကားဖြစ်သွားတယ်ဆိုပြီးတော့ကျမ်းစာထဲမှာဖော်ပြထားတယ်ပြောချင်တာကမိတ်ဆွေဒီနေ့တင်ပိုင်ဆိုင်တဲ့ဘလောက်ပဲပိုင်ဆိုင်မှုရှိနေပါစေတင်းရဲ့ဝိညာဉ်ကိုအလကားငရဲသွားမယ်ဆုံးရှုံးမယ်ဆိုရင်တင်းဟာပိုင်ဆိုင်မှုဟာအလကားဖြစ်တယ်ဆိုပြီးတော့ပြောတယ်ကျွန်တော်တို့ဒီ Apple iPhone ထုတ်တဲ့ဒီ company ပိုင်ရှင်ကြီးอ่ะပေါ့နော်သူပိုင်ရှင်ကြီးအရင်တော့သူကကင်ဆာနဲ့ဆုံးသွားတဲ့တယောက်လေသူအင်မတန်မှချမ်းသာနေတာသူကဒီ Microsoft ဒီ Windows ဒီ company နဲ့အစမှာတော့အတူတူကအလုပ်လုပ်တယ်နောက်မှ
ခွဲပြမဒီ Windows computer လောက်တဲ့သူကလည်းအခုကဘာပေါ်မှာတထေးကြီးသူက Microsoft company ပိုင်ရှင်တထေးကြီးဆိုပြီးတော့ဒီတထေးကြီးကျတော့သူက Steve Jobs ဆိုပြီးတော့သူက Apple company မှာသူတို့ညီသူတငယ်ချင်းတယောက်လမ်းခွဲပြီးတော့ကဘာပေါ်မှာလည်း Apple ကလည်းနာမည်ကြီးဆုံး Windows company ကြီး Microsoft ကလည်းတထေးကြီးဆုံးဆိုတော့ဒီ Apple company ကြီးကပိုင်ရှင်တအားချမ်းသာရရှိသမျှတအားချမ်းသာနေစီးစင်ကမီလီယံနဲ့တကယ်ဒေါ်လာနဲ့တောင်းမကုန်ဘူးဒါပေမဲ့သူကင်ဆာယောဂါရှိတဲ့ခါမှာသူ့ရဲ့ပိုက်ဆံကသူ့ကိုကူးလို့မရတော့ဘူးအဲ့ဒါနဲ့ तू ကငငယ်ရွယ်နဲ့ဆုံးသွားတယ်ဒီ company ကြီးပိုင်ရှင်ကြီးမရှိတော့တခြား CEO ကသူခုကတာဝန်ယူထားနေတယ်ဆိုတော့ तू ငွေကသူ့ကိုလည်းမကယ်တင်နိုင်ဘူးအဲ့ဒီထက်ပိုဆိုးတာကအဲ့ဒီလူတယောက်ရဲ့အထဲမှာရှိတဲ့ဝိညာဉ်ဟာဘယ်သွားမလဲဆိုတဲ့ကိစ္စပဲဖြစ်တယ်လူဟာဝိညာဉ်မရှိဘူးဆိုရင်ကြိုက်တယ်လို့စားကြိုက်တယ်လို့တောက်ကြိုက်တယ်လို့နေတင်ပြီးရောအသက်ရှင်တဲ့ချိန်ကအရေးကြီးတယ်အဲ့လိုပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးတမလွန်ဆိုတာရှိတဲ့အတွက်မနေ့တနေ့ကကျွန်တော်တို့မွေးနေ့လုပ်တယ်ဒီမှာကျွန်တော်တို့ base တီးတယ်ဒီမှာကျွန်တော်တို့ကုထောင်ပြီးရဲ့အဖေမွေးနေ့ကိုအမေမွေးနေ့ကိုတွားကြတယ်အဲ့ဒီမှာဘာရှိတယ်လဲဆိုသူ့ရဲ့အမေဟာအသက်က80ပဲပြီးတယ်ခုနစေတဲ့လေခုနစေတဲ့6လောက်ရှိတယ်ဒါပေမဲ့သူ့အဖေကဘယ်လောက်ရှိတယ်လဲဆိုရင်အသက်ကခုနစေတဲ့8ဖြစ်နေ80ရောက်တော့ဆိုတော့80ဆိုကြားစာရဆိုအသက်80ဆိုလူရတယ်တော့ကျွန်တော်အဲ့မှာချက်ချင်းစိတ်ထဲမှာတရိရတယ်။အော်ဒါဆိုရင်ကျွန်တော်ရောတကယ်လို့အသက်80ဖြစ်တဲ့ခါကျရင်တဖြည်းဖြည်းကျွန်တော်လည်းအသက်ကြီးမယ်အာရော့မှာဘာလို့တွန့်ပြီးတော့အသက်ကတဖြည်းဖြည်းနဲ့ပြောင်းပြီးတော့တခြားမမြင်နိုင်တဲ့နေပေဒီတေးပြီးတဲ့နောက်ပိုင်းရဲ့နေပေတစ်ခုထဲမှာရောက်တဲ့အခါမှာငါဘယ်လိုမျိုးပုံစံနဲ့ရောက်မလဲအဲ့ဒီနေပေထဲမှာငါဝိညာဉ်လောကထဲမှာငါဘယ်လိုပုံစံနဲ့တွားနေမလဲဒီဇာတိနဲ့တူမဟုတ်တော့ဘူးဆိုတော့ဘယ်လိုမျိုးပုံစံမျိုးတွားဖြစ်မလဲဆိုတော့စိတ်ထဲမှာတွားပေါ်တာအဲ့ဒီမှာဆိုတော့ကျမ်းစာထဲမှာဖော်ပြထားတာအဲ့ဒီချိန်မှာချက်ချင်းလူဟာမျောပြီးတော့ပျောက်တဲ့ချိန်မှာချက်ချင်းခရစ်တော်ရှိမှရောက်မှာအဲ့ဒီမှာတရားစင်မှာမင်းအသက်ရှင်တဲ့ချိန်မှာငါ့ကိုယုံကြည်သလားမယုံကြည်ဘူးလားအသက်စာဆောင်ထဲမှာကြည်ရအောင်မင်းအသက်စာဆောင်ထဲမှာခရစ်တော်မရခဲ့ပါလားကေတင်ပိုင်ရှင်အဖြစ်ခရစ်တော်ယုံမယုံကြည်ခဲ့ပါလားဒါကြောင့်မင်းဟာထာဝရငရဲကိုတွားပါလို့ဆုံးဖြတ်တဲ့အဖွဲရှိတယ်လို့တယောက်ကြတော့မင်းငါ့ကိုအသက်ရှင်တဲ့ချိန်မှာငါ့ကိုယုံကြည်တဲ့အတွက်ကြောင့်မင်းကောင်းကင်နိုင်ငံမှာဘုံဝင်စားဖို့ငါရဲ့စီးစိမ်ဝင်စားဖို့ကောင်းကင်နိုင်ငံတွားပါဆိုပြီးတော့တွားတဲ့အဖွဲထဲမှာကျွန်တော်ဟာဘယ်အဖွဲထဲမှာပါမလဲအဲ့ဒါမှစဉ်းစားပြီးတော့အဲ့ဒီဦးလေးတို့အတွက်လည်းတရိရတယ်ဒါဆိုဦးလေးတို့ကဘယ်သွားမလဲမသိဘူးတရက်တော့သွားမေးပြီးတော့တေချာအေုံကလေးပြောမှသူလည်းတကယ်ခရစ်တော်ကိုမရဘဲနဲ့ငရေသွားရင်မဖြစ်ဘူးဆိုပြီးတော့ကျွန်တော်ကသွားတရိရကျွန်တော်ဘာပြောချင်တယ်လဲဆိုရင်ဒီလောကအသက်ရှင်တဲ့ချိန်ဘဝဟာအရေးကြီးဆုံးမဟုတ်ဘူးဆိုပြီးတော့ဒီကျမ်းစာကဖော်ပြထားတာဖြစ်တယ်အဘေတော့စားတော့ရမနေအဘေတော့ဝဲရမနေအဘေတော့နေရမလဲစားဝတ်နေရဲ့အတွက်မင်းတို့မပူကြနဲ့အဲ့ဒါကလောကီသားတွေရဲ့ပူတဲ့အတွက်ကြောင့်ငါဝန်ထမ်းလောက်ရမှာငါဒီဥစ္စာကိုငါကျူးစားပြီးတော့လောက်ရမှာဒါကြောင့်ဒီဥစ္စာငါလောက်မယ်ဒီဥစ္စာငါရှာမငါစားမှာငါမရှာငါ့ဘယ်သူကျွေးမလဲဆိုပြီးတော့ तू ကဒီလောကီသားတွေကြတော့သူတို့ကုဒုကုချွန်သူတို့ရဲ့ခွန်အားပေါ်မှာပဲသူတို့ရဲ့အနာဂတ်ရှိတယ်ဒါမဲ့မင်းတို့ငါ့ကိုယုံကြည်မယ်ဆိုရင်တော့ငါပြောမယ်မင်းတို့ကောင်းကင်မှာရှိတဲ့ဆာငှက်ကိုတွေ့တယ်မဟုတ်လားအဲ့ဒီဆာငှက်ကကြည့်ပါစပကြီးလည်းမဆောက်ဘူးသူကစပားလည်းမဆိုင်ဘူးဘယ်သူကကျွေးတယ်လဲကြည့်စမ်းမင်းတို့လူကအဲ့ဒီဆာငှက်တဲ့တရိတ်ဆန်တဲ့မင်းတို့ကတာရွေ့ကြီးတယ်မဟုတ်လားဆိုပြီးတော့ယေရှုပြောတယ်ဟိုတင်းနဲ့ကျွန်တော်ဒီမှာဇဲမှာလာဝေပြီးတော့လာတဲ့အခါမှာကျွန်တော်ဒီမှာဒီအတင်းတော်ကမနေ့ပိုင်းအတင်းတော်ကချင်းအဖွားကြီးတဲ့နဲ့လာမှတွေ့တယ်ဘာလို့တာလဲအော်ဒီမှာဈေးလာရောက်တာဆရာရဲ့တဲ့အော်အေးဟုတ်လားကဲဖျားရှင်ကောင်းချီးပေးပါစေနော်ဈေးရောက်ကောင်းပါစေကျေးဇူးတင်နေဆရာငါတို့ကဒါမရောက်ဘယ်လိုလုပ်စားမလဲဆရာဒါမရောက်ငါတို့ကတင်မှာပေါ့အဲဒါကြောင့်ငါတို့ကရောက်လာလေဒီဥစ္စာဆရာရဲ့ကျွန်တော်ပြောအဲ့လိုမပြောပါနဲ့ကျမ်းစာထဲမှာဖော်ပြထားတယ်လေ
ကောင်းကင်မှာပြန်နေတဲ့စာငှက်တောင်မှငါခွင့်မရှိမြင်မှမကြဘူးအဲ့ဒီစာငှက်တောင်မှငါသူတို့စပားပြင်းနဲ့မဆိုင်ဘူးစပကြီးလည်းမဆောက်ထားဘူးသူတို့စားတယ်တောက်တယ်လေဆိုတော့သူ့ကိုကျွန်တော်ပြောလိုက်တာကျန်းစာနဲ့သူ့ခွန်အားပေးတာဒါမဲ့သူကျွန်တော်ဘာပြောလဲတိလားမဟုတ်ဘူးလေဆရာသူတို့ကစပားတော့မဆိုင်ဘူးဒါမဲ့ငါတို့စိုက်ပြီးသားစားတယ်လေကျွန်တော်လည်းဘာပြောဆက်ပြောရမှမသိတော့သူပြောတာလေဟုတ်တယ်လို့ပဲနော်ပြောချင်တာပါလေဆိုရင်မင်းတို့ကိုယ့်ဟာကိုယ်တာဝန်ယူမယ်ဆိုရင်ရတယ်ငါ့ကိုမကိုးကွယ်လည်းရပါတယ်မင်းရဲ့ကျမ်းမာရဲ့မင်းရဲ့အသက်အန္တရာယ်ကိုကိုယ့်ဟာကိုယ်ကာကွယ်နိုင်တယ်ဆိုရင်ရတယ်ဒါပေမဲ့ထာဝရဘုရားငါရဲ့အကွယ်ကငါရဲ့ခိုလုံရာဖြစ်ဖို့ရန်အတွက်ငါဘဝအတွက်ငါရဲ့အဖေအတွက်ကျွန်တော်ဖះကိုလက်ခံမယ်ဆိုငါကမင်းတို့ကိုတာဝန်ယူမယ်မင်းတို့ကြိုက်တာရွေးပါဆိုပြီးတော့ဖះထင်ကကျွန်တော်ကိုချထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့ကိုယ့်ဟာကိုယ်တာဝန်မယူရဲဘူးအခုထိကျွန်တော်ရဲ့စာဝတ်နေရေးလည်းအခုထိတာဝန်မယူရဲဘူးကိုယ့်ဟာကိုယ်ဒါကြောင့်ကျွန်တော်ဖះကိုပဲကျွန်တော်ဘောဆက်ကထားတာဖြစ်တယ်ဖះကဒီနေ့ထိကျွန်တော်တခါမှအငတ်မထားဘူးဒီနေ့ထိကျွန်တော်လူချင်တာမဟုတ်ဘူးကျွန်တော်လူအပ်တာအကုန်လုံးကျွန်တော်ရတယ်ဒီနေ့ထိဘာလို့လဲကျွန်တော်တို့ရဲ့သားသမီးတွေတောင်မှ तू ဘာလူအပ်တယ်လဲဆိုတာက तू ပြောစရာမလိုဘူးမနေ့တုန်းကကျွန်တော်သမီးကကြောင်းတော့ဖို့လိုက်ပို့တာသူ့အမေနဲ့လိုက်ပို့တာတနေ့ကချွရှင်သွားဖို့ကဲခဏရက်ပေါင်းနဲ့ဘာလို့မလဲလို့အမျိုးသမီးမေးတော့ဒီမှာလေရဲလှဆောက်ဝေးရမယ်ဟာကလေးကမပြောဘူးလေရဲလှဆောက်လို့တယ်ငါ့ကိုဝေပေးပါလို့မပြောဘူးအေလီယာလေသမီးကမပြောဒါမဲ့ဘယ်သူသိလဲသူ့အမေသိတယ်ဟာငါသမီးလေရဲလှဆောက်မရှိတော့ထူထက်ကောင်းကင်နိုင်ငံမှာရှိတဲ့တင်းတို့အဘကထူအရာတင်းတို့အတုံးလူချောင်းကိုတည်တယ်တဲ့ဟာလေလုယာတင်းတို့လူတော်သူတည်တယ်ကိုမင်းကဒီကသူ့သားယောနာဘာလူအပ်တယ်လဲဆိုတာကိုကြည်တာနဲ့တည်တယ်။ तू ကမတောင်းဘူးတောင်းစရာလည်းမလိုဘူး။ဒါမဲ့လူအပ်တာကယောနာဟာကိုမင်းရဲ့သားဖြစ်ဖို့ပဲအရေးကြီးတယ်။ဒီနေ့ကျွန်တော်ဟာဖခင်ရဲ့သားဖြစ်ဖို့ပဲအရေးကြီးတယ်။ဂျန်နာကဖခင်ကတာဝန်ယူမှဖြစ်တယ်။ဒါကြောင့်ကျမ်းစာထဲမှာယေရှုပြောတယ်ဒီလိုမင်းတို့ဆုတောင်းတဲ့ခါကျရင်ဘယ်လိုဆုတောင်းမလဲဆိုတော့တဲ့ယေရှုယောဟန်ကြီးကတော့သူ့တပည့်တွေကိုဆုတောင်းနေတင်ပေးတယ်ဒီလိုဆုတောင်းလို့ပြောတယ်ကျွန်တော်တို့ရောဆုတောင်းနေတင်ပေးပါလားဆိုပြီးတော့နောက်လိုက်12ပါးကပြောတဲ့အခါမှာယေရှုဒီလိုပြောတယ်โอเคမင်းတို့ကငါတင်ပေးမယ်โอเคလို့တော့မပြောဘူးပေါ့နော်ယေရှုတော့ပဲပြောမလဲတော့ကြာပြောပါတယ်ရှင်မသေးဘယ်နေရာလေးမှလည်းမသိဆရာပြောခဲ့ပါတယ်လို့မပြောပါနဲ့နော်အဲ့ဒါတချို့ကလည်းကတိကတနဲ့စကလုံးနဲ့အကုန်ယူတတ်တယ်မင်းတို့ကပြောမယ်ဆုတောင်းတဲ့ခါကျရင်ဒီလိုတောင်းကောင်းကင်ဘုံမှာရှိတော်မူသောကျွန်ုပ်တို့၏အဖဘယ်လိုပြောတယ်လဲအဖအဖေလို့ဆုတောင်းခိုင်းတာပြောချင်တာပါလေအဖေဆိုရင်ကျွန်တော်ကသားနဲ့အဖေစัจ जाကကျွန်တော်အဖေနဲ့သားရဲ့စัจ जा ဆက်ဆံမှု relationship ကရှိတယ်သားကအဖေကအမြဲတမ်းကြည့်တယ်အဖေကဂရုစိုက်တယ်စောင့်ရှောက်တယ်ဆိုတော့ကျွန်တော်ဒီညာလေးမှာတာအဖကိစ္စပေါ်လာရင်တော့ကျန်းစာထဲမှာပျောက်တော့တာဆိုတဲ့တယောက်ကအမြဲတမ်းတွားတရိရတယ်။ तू ကစီးစိမ်တွေကို तू ကယူချင်တယ်။ तू ရဲ့အဖေထားနဲ့အမွေကိုတောင်းတယ်။အဖေငါတို့ကအမွေခွေးပေးပါငါ့ကိုနဲ့ငါ့ကိုအမွေခွေးပေးပါ။အဖေအိမ်မှာမနေချင်တော့ဘူး။ငါတော့လွတ်လွတ်နဲ့ပဲဒီစီးစိမ်နဲ့ပဲနေတော့မယ်ဆိုပြီးတော့ तू ကတောင်းတယ်။ဆိုတော့သူ့အဖေကလည်းသူတို့နှစ်ယောက်ကိုအမွေခွေးပေးလိုက်တယ်။ဆိုတော့တထဲပေါ့ तू ကတထဲသူကတထဲဖြစ်သွားပြီအခုနကျမ်းစာထဲမှာပြောသလိုပေါ့နော်သူ့မှာဥစ္စာတွေအကုန်လုံးရပြီးပြီဆိုတော့အဲ့ဒီဥစ္စာတွေအားလုံးကိုယူသွားပြီးတော့တဲ့ဝေသောပြည်မှာသွားတယ်ဝေသောပြည်မှာသွားတဲ့ခါမှာသူကတထဲကြီးသူကတထဲကြီးပေါ့တထဲဆိုတော့တငယ်ချင်းတွေလည်းပေါ်တယ်လေလာချူစားတဲ့ဖွဲ့တယ်ကောင်မလေးဆိုအများကြီးရှိတာပေါ့နော်ကောင်မလေးလူသူတို့တပတ်စာရှိတဲ့သူဆိုရင်တွားကကြတာပေါ့နော်မင်းကလေးတွေဟာတိတ်ပြီးတော့အဝတ်ချက်ကောင်းတာတခုကလည်းကျွန်တော်ဟုတ်လားတော့မသိဘူးတရားအဖွဲ့တွေတော့ရှေ့မှာအပါမဟုတ်ဘူးတချို့မင်းကလေးတွေကတိုက်ပြီးတော့ယောက်ျားလေးတွေချောတာမချောတာတိုက်ပြီးတော့တွားပါတာမပါတာတိုက်စိတ်ဝင်စားသူတို့ပတ်စံပါဖို့ပဲအရေးကြီးတယ်ဆိုတော့အဖွဲ့တွေ shopping မှထွက်ဖို့ဆိုအရေးကြီးတယ်ဆိုတဲ့အဖွဲ့တွေရှိတယ်အဲ့လိုအများကြီးတခြားနိုင်ငံတွေဆိုအများကြီးပဲအဲ့ဒါဟိုအယောပါတွေကိုဒီကထိုင်းဘက်ကကောင်မလေးချောတယ်အင်ဒိုနီးရှားကောင်မလေးချောတယ်ဗီယက်နမ်ကကောင်မလေးချောတယ်အခုအိမ်မှာကျွန်တော်ဝယ်ထားတဲ့ကျွန်တော်ရဲ့ MacBook ဆိုရင်အမေရိကန်မှာတွားဝယ်ရလဲအဲ့ဒီမှာ
ဘာလဲအဲ့ဒီပြည်နယ်ဘာပြည်နယ်လဲညောအမေရိကန်လက်စတေးရတာအများရာစတေး50လောက်ရှိတယ်ဒါလတ်မှာတော့ဝေးတာဒီမှာဒါလတ်မှာရှိတယ်ကျွန်တော်လိုက်စာကြည့်တယ်ဟာဒီ MacBook တအားကြိုက်တယ်ကိုစကန်ဟန်အတန် GB ရှိတယ်ဒီမှာ RAM လည်း 8GB တအားကောင်းတယ်တော့ဝေးအောင်ဆိုပြီးတော့တကယ်ချင်းနဲ့တော့အဲ့မှာတော့အင်တကားတော့ခောက်တာဟယ်လိုကျွန်တော်ဖုန်းအရင်ဆက်တာလေကဲဟယ်လို MacBook ရောင်းတာတွေ့တယ်တကယ်ဝေချင်လို့ဟုတ်လားလာခဲ့ပါအိမ်မှာโอเคအခုလာခဲ့မယ်နော်အခု9မိနစ်ဆိုရောက်မယ်နော်โอเคဆိုတော့ကားနဲ့တွားပြီးတော့အိမ်ရှိတကားခောက်တယ် MacBook ကိုဝယ်တယ်အဲ့ဒါနဲ့ကျွန်တော်လည်းတွားရှိတာသူကအင်္ဂလိပ်အဖိုးကြီးပေါ့နော်တွားရှိနေပါဦးခုနဒီ MacBook ရောင်းလာကကိုရီးယားနာမည်နဲ့ပါဆိုတော့ဒီကကိုရီးယားကောင်လေးမြတ်မရှိဘူးလားဘာလို့နာမည်ကိုရီးယားနာမည်ဖြစ်တယ်လဲဆိုပြီးအဲ့အင်္ဂလိပ်ဖိုးကြီးမေးတယ်အော်ဟုတ်လားအဲ့ကိုရီးယားကောင်ကငါမင်းမာတယ်သူကယောက်ျားတကယ်ကိုရီးယားတကယ် style နဲ့တကယ်မိုက်တယ်ဒါမဲ့အဲ့ဒီအင်္ဂလိပ်ဖိုးကြီးရဲ့မင်းမာဖြစ်နေတာဆိုတော့ကျွန်တော်တို့အဲ့ဒါမှတွေ့တာနဲ့လေဒူးတော်တုံသွားတယ်ဟာဖြစ်ပြမယ်ပြေးမယ်ရပြီတဲ့ကိစ္စမရှိစမဲဘူးဆွဲပြီးတော့ထွက်သွားတာဝင်ပေါင်းစမဝင်တော့ထုတ်ပြီးကျေးဇူးပါလို့ပြောချင်တာကပိုက်ဆံဆိုရင်သူတို့ကမျက်စိကနဲ့ဘာမှမဆိုသူတို့ကယူတယ်ဘယ်သူမှမဆိုလက်ခံကြတယ်ဖွဲ့ရရှင်ဒီနေရာမှာလေသူတထေးသားဖြစ်ပြီးမှ तू ကပိုက်ဆံအများကြီးဆိုတော့ဟာလာချွတ်တယ်နဲ့တကယ်ချွတ်အများကြီးဟဲ့စာမဒီငါ night club ချမယ်သွားမယ်စီဟာပြောပါတယ်ကျန်းစာဓမ္မတိကျမ်းထဲမှာ night club သွားတယ်ဆိုတာတွေ့ပါသွားမပြောနေအောင်နော်အဲ့ဒါကျွန်တော်ခင်ဗျားတို့နားလည်အောင်ပြောတာပါခုခက်စကားနဲ့ပြောတာပါပျော်ပါလိုက်တယ်ဆိုတာကျွန်တော်ပြောတာပါနောက်ဆုံးတော့ပိုက်ဆံကုန်သွားပြီလူဟာပိုက်ဆံမရှိရင်တန်ဖိုးမရှိတော့လူဟာပိုက်ဆံမရှိရင်ဘာမရှိတယ်လဲတန်ဖိုးမရှိတော့ဒါပေမဲ့ဝိညာဉ်လူတွေဟာဖျားရှိရင်တန်ဖိုးရှိသွားပြီပိုက်ဆံမရှိရင်လည်းတန်ဖိုးရှိတယ်ဟာလေလုယာခရစ်တော်ရှိရင်ခမည်းတန်ဖိုးရှိသွားပြီဒါနဲ့နေတဲ့လေဝတ်ချက်ဖြစ်တယ်ဒါမဲ့လူစားတိမှာတော့ပိုက်ဆံမရှိရင်လူဟာအလကားဖြစ်သွားတယ်တချို့လူတွေဆရာမင်္ဂလာပါမင်္ဂလာလို့ပြောတာအဲ့တဲ့လူကလှလို့ချောလို့မဟုတ်ကျွန်တော်လိုဘိတ်ပူလို့မဟုတ်ဘူးသူတို့ဘာဖြစ်လို့လဲပိုက်ဆံရှိလို့ဆရာလောက်တာအဲ့ဒါပိုက်ဆံမရှိဘဲနဲ့လမ်းဘေးမှာသူကစွတ်ကြတဲ့ထဲနဲ့လမ်းတော့ကျဘယ်သူမှလှည့်ကြည့်မှာမဟုတ်ဆိုတော့ကျွန်တော်ဘာပြောချင်တယ်လဲအဲ့ဒီလူဟာငွေကြေးကုန်သွားတော့သူ့ဘယ်သူမှလှည့်မကြည့်ချင်အရင်တော့သူ့ချီးခဲ့တဲ့အဖွဲတွေလဲတွားလေသူ့အဖက်မလောက်တော့ဘူးအဲ့ဒီခါကျတော့ဘာဖြစ်တယ်လဲဆိုရင်ငါဟာအဖေအိမ်မှာတားအရာမဟုတ်ဘဲနဲ့အစေခံနဲ့တောင်တွားနေဒီထက်အခြေအနေကောင်းမှာဆိုပြီးတော့သူကဆုံးဖြတ်ပြီးမှသူ့အဖေအိမ်ကိုပြန်ဖို့ဆုံးဖြတ်ပြီးတော့အဖေစီကိုတွားတဲ့အခါမှာသူ့အဖေကနွေးထွေးကြူဆိုပြီးတော့သူ့ကိုဝက်စရာအကောင်းဆုံးပေးပါစားစရာအကောင်းဆုံးပေးပါလက်စွပ်ပေးပါလက်စွပ်ဆိုတာဒီမှာဆက်လက်ထူမဟုတ်ဘူးနော်သူတို့ကလက်စွပ်ဆိုတာကဈေးဝယ်တဲ့ခါကျရင်ဒီတထဲသားလက်စွပ်ပေါ့နော်ပစ္စည်းကိုနှိပ်လိုက်ရင်ရပြီးပြီသူကပတ်စံချေစရာမလိုဘူးသူ့အဖေကချေလိုက်မယ်နောက်ကလူအတဲ့ဥစ္စာတွေဆိုတော့သူဖယားအဖေသားပြန်ဖြစ်တဲ့ခါမှာအဖေရဲ့ကောင်းကြီးခံစားတယ်ပြောချင်တာကဒီနေ့ကျွန်တော်တားအဖေရှိတယ်ဆိုရင်ကျွန်တော်အရာအလုံးပြည့်စုံတယ်အဖေမရှိရင်ဟုတ်တယ်လေအဖေမရှိတဲ့သူကြတော့ဘယ်သူဖြစ်တယ်လဲကျွန်တော်မိဘမဲ့ဆိုရင်ဘာလို့ရမလဲကိုအားကိုရမှာပဲဖြစ်တယ်ဟုတ်တယ်ကိုလုံးမှကိုစားရမှာငယ်သေးတဲ့အတွက်မစားရအလုံးမလုံးနိုင်တော့ဘာလို့ချတယ်လဲရန်ကုန်မှာလမ်းဘေးမှာထိုင်ပြီးတော့ခွက်ကလေးလှော့ပြီးတော့ကိုကြီးတို့မကြီးတို့ငါပြစေပြတနာကြပါဆိုပြီးတော့သူတို့ကခွက်နဲ့တောင်းဘာလို့လဲအဖေမရှိတော့ကိုရှာစားရမှာပဲကျွန်တော်ဘာပြောချင်တယ်လဲဒီနေ့မိတ်ဆွေကျွန်တော်အားလုံးကဖခင်ကသူ့ကိုအဖေတော်ချင်တယ်ကျွန်တော်ကိုသားတော်ချင်တယ်သားအရာမှာကျွန်တော်ကိုခန့်ချင်တယ်ဆိုတော့သူ့ကိုယုံကြည်ပြီးတော့ခရစ်တော်ကိုယုံကြည်တဲ့အခါမှာခရစ်တော်ရဲ့ညီကိုဖခင်ရဲ့သားအမွေစားအမွေခံဖြစ်ဖို့ဒီနေ့ကျွန်တော်ကိုဖိတ်ခေါ်တာအင်မတန်မှကျွန်တော်ဟာကန်ထူးသောသူတွေဖြစ်တယ်ဒါကြောင့်လူတယောက်ကဘယ်လောက်ပဲစီးစိမ်ရှိ
ตัวแต่วิ่งเงินส่งเงินดีลูฮะงายตัวมาพิเดตเจ้าตัวตามผู้ไม่ชิวตัวอปอนาเลมาจะนอบาตัวเอเตอร์สไปเงยตรงสังอามาสึอาจินดูดีมิมิแต่กูเกเชงอาลูชีทูดูดีแต่กูชงเลยมีอาจินดูดีงาจังละกังเอ็มกริเตียจังละกังแต่ส่งชงอีทูดูดีมิมิแต่กูใหญ่ลูเดียวฮะพยากูอามากูเบเนพยามลูเบตุกูดูกูชมเบโรแต่เชมสุยดีลูฮะแต่ชงเลยมีดามะดีลูฮาพยาเยเองมาเนเมพยากูเบงาตานาคาเมสุบิโรพยากูตุยอัตตากูสักเมสุยพยากาตุกูตาวยูมาพิเดสุเรอเดเบยอดาพิเดสุโรดีเนไม่สุยกูบัวกูตาวยูมลาพยากูสักมลาเอราไม่สุยเบสมเปียบาตะเกโลกูฮากูตาวมายูไนบุสุพยากูสักเลยพยากาจันโรกูอากาศส่งตาวยูมาพิเดฮาเลลูยาลุงแค่เรสเลนเนี่ยมาจะโนเนแค่เรเองกะว่าเองทยาเองมาจะโนเองเลกะเลจังเขียนเลทยาเลเนี่ยจังเขียนเลก็เชโรเนี่ยจังเขียนสวยดอเชจุเนี่ยขามาดีเนี่ยละกงชากงนะเอลทีสาเสียไม่ชีเรขามาจะโนบาลเลติละไปกุนเลอยู่เลยจะโนงาพันเตเลยไปกุนเลยเนี่ยไปเลยมาจะโนดีมูชกขันนี่เลยมาช่องตัวอะไรช่องอะไรตะเกทรงโปเรช่องทรงเลยเนี่ยนี่สมูชกอะไรมาไม่จีบินเลยมาทรงมีเลยปลูเปียเนี่ยมาเงี้ยมูชกสวยมูชกขันนี่เลยมาน้ำพักกูตัวใจไปมาอาศัยทุกท่าระน้ำพักเลื่อยกูอยู่ไปมาเจ้าเคลื่อยที่มาปูเจ้าเคลื่อยพี่ไปเราอมตะเลื่อยเล่าท่าระรู้เลยทีนี้มางานตะปงตองปงเลี้ยปงปีเด็กเขาเอายอดเด็กเขามาเมาเนี่ยไปมาจะนอนน้ำพักปงเด็กเอาสาเลื่อยกูไปกูเล่นเนี่ยพี่ไปมางาด้วยปะจนด้วยกูพันงาด้วยกูเทไปเรามูชกมาเองเปียปีมาเลี้ยกูยองปีมายองเนี่ยเอาสารเนี่ยสันเลี้ยตะปีเวเลยเด้สันตะปีมาตรงว่าต้องจะเลี้ยจะเราเวชีเด้เวปีมาสันเลี้ยด้วยกูเช่ปีมาเชิงมาเบ้คุณนายชีนายมาเบ้ญาเนี่ยสายอะไรเชนเนี่ยชีเด้มาเจ้าลุงแค่เสเลนี่เราก็สังงานนี่เราก็ลูจะโนเลยแต่เชนแค่ดาบแม่การก้องตัวราคาจะโนถูพยาตะเขียงติแค่เลยฮาเลลูยาสุรพยาตาพิเดทูพยากะกูตาตมีกูเบรุมาตะชาเคลด้วยแทปูสูเรเคลตะชาเคลด้วยบ้องมีกองเวกูเคลเจ้าระบ้องมีพิมพ์เบนเนี่ยเนาะถ้าใครเนี่ยพ่อเลยชิมาโมดีเทมาลูบาเบพยาตะคิงอะไรตูตาตมีรู้ก็อากาศส่งเปลี่ยนสินเสียสินเรพยาสุรทูพยากะจันโรกูชิมยาวเดจันโรเลยนาคันเนี่ยขามาเยเนที่จันโรดีบัวดีเชเนที่จันโรยาวชิลาราพิเดสุรดีเนี่ยจันโรพยากูทูพยากูเพปโตบาทูพยากูมันตะเกไม่มีแต่เสกบางามันเล่าในมุกุโรกูเบอันหันทาร์กุโรกาเบจันโรบัวทุลงกูตาวันยูบาจันโรบัวทุลงกูเช่าไก่ท่าบาสวยตัวจันโรกูตาวันยูมาพิเดเช่าไก่มาพิเดจันโรเสนลงเทนในตัวจันโรกูมองนี่มาพิเดจะทูตัวหาพยาตาพิเดพยาตาพิเดตัวเลยฮะทรงชินโตไม่ยาวบุสุราดีจันทร์ายาจันโรตุยาราพิเดสุโรดีเนจันโรอาลงกูบัวกูเยขวากูเยวนทันลาซากูเยเล่าในสวนปมหามากูเบเนพยาธิเข่งกูตาเลสกัดจีไลบาพยาธิเข่งกองสุนจันโรตาวยูเปมาพิเดสุราเนาโซนเนจันโรเวงหาชินาพิเดนกไปตัวจันโรเยาเสียใจด้วยพยาธิกองจีเปบาเซจันโรป่วยโรคณะเลตองสอมาพิเดจันโรเตเชมาสูโรบาบูเตเชมาสูเบเนดีไทเมจันโรเซปิโรตองมาพิเดเจซูปิโรอาเซียบอยเนกูย้อนถึงคณะเลเนียยูเปบาดีเนจันโรดีป่วยโรมิงลาฮะจันโรดีมันเนมหาเซนลุงายาวจันโรคริสโตกูมิมิเกติมไปเชนอภิตามกะดีเนตะเคียนเนดีเนกูบัวกูดาวมาอยู่รอบูกูโรเล็ดเทมาเปอัลไลบีสุบิโรมิมิอัตตากูคริสโตเล็ดกูสักอันหันบิมาเย็นชิงขันเนจันโรงายาวจันโรงีกูมองมางายาวชีเลตเจ้าดีเนดีป่วยโรมิงกลาวจันโรมีตาสุดสุสวยอดุดกว่าจันโรดีป่วยโรจันโรญาเนสาตเกตจันโรคริสโตเยมีตาสุดพิเดตเจ้าอดุดกว่าดีป่วยโรกูต้องส่งทาราพิเดสุโรดีเย็นชิงมิงลาคันปีโดตัวอาลงดีป่วยโรมิงกลาวกูต้องส่งคนชีเลตเจ้าดีเนจันโรอดุดกว่าไม่สวยติมีพิเดอิงโดมีตาสุติพิเดจันโรงีกูมองมางายาวเนอดุเยเนจันโรดีป่วยโรมิงกลาวต้องส่งมาพิเดดี
ဒီစပြည့်ရည်ဟာခရစ်တော်ကသူ့ရဲ့အသွေးကိုပုံဆောင်ထားတာဖြစ်တယ်ကျွန်တော်ရဲ့အသွေးအသားမှာ तू ကတာဝန်ယူပြီးတော့ကျွန်တော်လည်းခရစ်တော်ရဲ့အသွေးအသားကျွန်တော်လည်းကောင်းကင်နိုင်ငံသားအသွေးအသားဖြစ်တယ်ဆိုတဲ့ခရစ်တော်ကိုတရိယာစေဖို့လို့ငါဒီစပြည့်ရည်ကိုတုံဆောင်ကြပါဒီမုံကိုစားတဲ့အခါမှာမုံကိုဖဲတဲ့အခါမှာဒါဟာမင်းတို့အတွက်ငါဆွတ်နာမင်းတို့အသက်ရှင်ဖို့ငါအသက်ဆွတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ငါကိုအောက်မဲ့စေဖို့ရအတွက်ဒီငါရဲ့ကိုခန္ဓာစာဒီရဲ့မုံကိုတုံဆောင်ပါဆိုပြီးတော့ तू ကနှုတ်ဆုံးသောညအစာမှာခရစ်တော်ကိုယ်တိုင်ကပြုလုပ်ခဲ့တဲ့အရာဖြစ်ခဲ့တယ်ဒီအရာကိုခရစ်တော်ယုံကြည်တဲ့သူတွေခရစ်တော်တာလည်းငါရဲ့ဘဝခရစ်တော်တာလည်းငါအမြဲတမ်းတည်ရတဲ့သူဖြစ်တယ်ဆိုပြီးတော့ခရစ်တော်ကိုအောက်မဲ့ရင်းနဲ့တုံဆောင်ကြပါလို့ကျမ်းစာထဲမှာဖော်ပြတဲ့အတိုင်းကျွန်တော်တို့ဒီဥစ္စာကိုအတူတကွတုံဆောင်ကြမှာဖြစ်တယ်ကျွန်တော်တို့မုံနဲ့စပြည့်ကိုအားလုံးလက်ထဲမှာဆုပ်ကင်ပြီးမှကျွန်တော်တို့အတူတကွအားလုံးရပြည့်တဲ့ခါကျရင်မုံအရင်စားပြီးစပြည့်ကိုတောက်မှာဖြစ်တဲ့အတူတကွတုံဆောင်ကြမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မုံဝယ်တဲ့အချိန်မှာလဲကျွန်တော်တို့တခြင်းမဆိုတော့ပါဘူးကျွန်တော်လူနေတယ်ဆိုတော့ဒီလိုပဲကျွန်တော်တို့မုံကိုကျွန်တော်အားလုံးရတဲ့ထစ်အားလုံးတရားနဲ့တရားဆောင်ကြပါခဏလေးဆူတောင်းကြအောင်အသက်ရှင်ရအနာနာတကိုးနေပြည့်စုံတော်ဖေဟာယင်းနဲ့ကိုရောသားနှစ်ယောက်ရဲ့လက်ထဲမှာရှိတဲ့ဒီမုံနဲ့စပြည့်ရည်ဒီကိုရရှင်ဖျားရဲ့ကိုခန္ဓာနဲ့ကျွန်တော်အတွက်တွန်းတော်မူသောကိုရဲ့အသွေးပုံဆောင်ကြောင်းယင်းနဲ့ကိုရရှင်ဖျားဒီအသွေးနဲ့အသားကျွန်တော်ဒီကောင်းကင်နိုင်ငံခရစ်တော်ရဲ့အသွေးအသားခရစ်တော်ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်ကြောင်းကျွန်တော်တတိယအောက်မဲ့ခြင်းအဖြစ်ယင်းနဲ့ကျွန်တော်အတူတကွတုံးဆောင်မှာဖြစ်တယ်ယင်းနဲ့ကိုရှင်ဖျားဒီအသွေးတော်ထဲမှာရှိတဲ့ကိုရဲ့တကူဩနာမချမ်းတို့သူတွေအတွက်ချမ်းသာခြင်းဝန်နေတဲ့သူတွေအတွက်ခွန်အားဩကိုရှင်ဖျားအားနေတို့သူအတွက်ကိုရှင်ဖျားခွန်အားဖြစ်ပါမည်အကြောင်းယင်းနဲ့တုံးဆောင်တို့သူအရောက်စေတိုင်းအတွက်ကိုရှင်ဖျားဝိညာဉ်ခွန်အားတမကကိုခံရအတွက်လည်းကိုရှင်ဖျားကောင်းချီးမင်္ဂလာဖြစ်စေပါမည်အကြောင်းယင်းနဲ့ဆက်ကအနန္တခါမှာဂေတင်ပါရှိယေရှုဖျားနာမကိုမြှုပ်ပြုခြင်းအဖြစ်အလုံးရည်တဲ့စွာနဲ့ဆုတောင်းကြပါရမည်ဆိုတော်ဖျားအာမင်ကျွန်တော်နှစ်ချင်းမခံတဲ့သူတွေရှိလေကျွန်တော်နှစ်ချင်းခံပါကျွန်တော်ခရစ်တော်ကိုအမှန်တကယ်ယုံကြည်တယ်ဆိုယုံနဲ့မရဘူးကျွန်တော်ကခဏပြောနေတယ်ခရစ်တော်ကိုငါယုံတာပဲနှစ်ချင်းခံဖို့ကမလိုဘူးလို့ပြောကြတယ်တချို့ကြမဟုတ်ဘူးကျမ်းစာထဲမှာခရစ်တော်ကိုယ်တိုင်ခိုင်းထားတာကငါခရစ်တော်ကိုယုံတယ်ဆိုတာတက်တယ်ဖြတ်ဖို့ရန်အတွက်နှစ်ချင်းခံတာဖြစ်တယ်ဒီနေ့ကျွန်တော်နှစ်ချင်းခန္ဓာဟာကောင်းကင်နိုင်ငံတွားဖို့မဟုတ်ဘူးနှစ်ချင်းခံတော့ကောင်းကင်ရောက်မယ်ဆိုတာမဟုတ်မှန်ဘူးဒါထက်ကျွန်တော်နှစ်ချင်းခံခြင်းဟာကျွန်တော်ဟာခရစ်တော်ကိုအမှန်တကယ်ယုံကြည်တယ်ခရစ်တော်နဲ့အတူရေထဲမှာနှစ်ပြမှငါရှင်ရေထဲကနေပေါ်လာတဲ့အခါကျရင်ငါဟာခရစ်တော်နဲ့အတူအသက်ရှင်တော့မယ်ဆိုတဲ့နမိတ်လက္ခဏာပုံသက်တဲ့ဖြစ်တယ်ဒါဟာအသေးခံခြင်းနဲ့ရှင်ပြန်ထားမြောက်ခြင်းကိုပုံဆောင်တယ်ဆိုပြီးတော့ကျမ်းစာထဲမှာဖော်ပြထားတယ်ပြောချင်တာကခရစ်တော်ဟာ तू ကအသေးခံတဲ့အခါမှာ3ရက်အောက်ကူထဲမှာ तू ကတကြိုတယ်အဲ့ဒီချိန်မှာကျွန်တော်အတွက်အပြစ်တွေအားလုံးလူတွေအားလုံးရဲ့အပြစ်ကိုစားအသေးခံတယ်တကြိုပြီးမှရှင်ပြန်ထားမြောက်တဲ့3ရက်တဲ့ချိန်မှာပြန်ပြီးတော့ရှင်ပြန်ထားမြောက်တဲ့ချိန်ဟာကျွန်တော်လည်းအတူတကွအတူနဲ့ရှင်ပြန်ထားမြောက်တယ်ဆိုပြီးတော့ပုံသက်တဲ့ကိုကျွန်တော်ရေထဲမှာနှစ်ပြီးမှရေထဲမှာပြန်ထတယ်ဆိုတဲ့ဥစ္စာကိုဒီပုံဆောင်ထားတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်အမှန်တကယ်ပဲခရစ်တော်ကိုယုံကြည်တယ်လက်ခံတယ်ဆိုရင်ကျွန်တော်ဟာယဉ်နှစ်ချင်းဟာတကယ်ပဲခံတင်တာဖြစ်တယ်ဒါဟာဖခင်ကိုနာခံတာလည်းဖြစ်တယ်ဆိုတာထပ်ပြီးတော့ကျွန်တော်တိုက်တွန်းခြင်းနဲ့ကျွန်တော်တချို့ကြတော့ဒီကိစ္စကိုအရင်တော့ဒီဓမ္မတိခရိယန်တွေကြတော့သူပွဲတော်တောင်းဆောင်တဲ့အခါမှာအိမ်ကနေယူလာကြတာသူတို့ရဲ့မုံကလည်းအဝအစားမုံကလည်းအလုံးကြီးကြီးတွေယူလာကြတာစားရင်လည်းတကုံအားရပါဘိတ်ပြောင်းစားကြတာအဲ့ဒါနဲ့တချို့ကြတော့စပြည့်ရည်လို့ပြောတဲ့အခါမှာစပြည့်ရည်ခပ်ပြင်းပြင်းနှစ်3နှစ်လောက်သူတို့စိန်ထားတာတောက်လိုက်တော့မှနည်းနည်းကောင်းမှုတဲ့နှာခေါင်းထဲအနက်တွေထွက်အငွေ့တွေထွက်တဲ့ပုံစံမျိုးတွေတုံးကြတယ်ဆိုတော့တောက်ရင်းနဲ့ဘာဖြစ်တယ်လဲဆိုမူးကြတယ်တချို့ကြတော့စားအဲ့ဒီမှာကျွန်တော်စင်းရသားအဖွဲတွေရှိတယ်သူတို့ကြတော့မုံတွေလေသူတို့ယူလာတာကလည်းနည်းနည်းလေးဆိုတော့ပတ်ဝန်းကျင်ကြည့်တဲ့ခါမှာတကယ်မုံကောင်းတွေစပြည့်ရည်ကောင်းတွေနဲ့တောက်တဲ့ခါမှာတချို့ကြတော့မရဘူးအဲ့လိုစားတွေဆိုတော့အဲ့ဒီခါကျတော့မမှန်တော့ဒါဟာဖျားကြောင်းထဲမှာလောက်ဖို့မဖြစ်တော့ဘူးအဲ့လိုလောက်လို့မင်းတို့ကအများကြီးကဖျားသွားတာဒါကြောင့်ခမရတို့ဒီဟာမဟုတ်တော့ဘူးဆိုပြီးတော့ကျွန်တော်ဖျားကြောင်းထဲမှာအခုလိုမျိုးပဲเนาะအဲ့ဒီစပြည့်ခွက်ကတဲတဲလေးပဲ
อวะเต้าหลุมยารอบุเนาะอวะเต้าเชงเองมาไปเต้าเลยรอเนาะดิมารอไม่ยารอสุดดีอย่าพยาเจ้าเทมาเต้าเด็กขาจารอจันนรมันการเล่นเนี่ยต้องสองพยันตรสุบิรอจันนรสีการชิชิเนี่ยต้องสองนับพิเดเจสุปิวบิรอที่เชิงคำแบบจันนรดีป่วยรอเล็กขันเต็มแบบเล็กมาขันในตู้ชีเนาะขนาดเล็กทองเปว่าเมื่อจังแค่ในตู้มีอาชีพแต่ละไม่ชีเบาเนาะจันนรอาลงยาไม่สวยจันนรดีป่วยเราต้องสองเมตุเรอาลงเดียหาอิมาตามามุมเยเตมิงลาชิเรยาสุโรอาลงมัตยาปิโรอตุตกว่าจันนรเจซูโรชิมวันยินเนตองยาวเนาะกูหากเบเจซูโรชิมวันปิโรอตุตกว่าต้องมาพิเตอสงกุจันวะอสงเต็มหาพิเตอาราปีมาตีตะเชงอุสองเนี่ยพ่อยกะตะเชงตะเปาอุสองเมอาราปีมาจันนรกองจีเปมาพิเตจันนรอตุตกว่ามองกูซาปีมาสปีกีเต้าปิโรเจซูโรชิมวันใจเอาฮาเลลูยากองมีตัวมุดพิยาเยเนกุรชิมพิยาอตัวกุรชิมพิยาเนี่ยกูขันดาจันทร์แต่ชูเปโดกูขันดาเนี่ยปฏิโดสัสายโดมงดีเยเนกุรชิมพิยาจันทร์อตุตกว่าต้องสาวเนี่ยขามามีตาสูตะสูดีอตุตกว่าทำยังไงมาซาดเกตเยเนกุรชิมพิยาจันทร์อาลงดีกุรเวนังกันโดมีตาสูมีพิเดตัวจังกุรเยมงเนี่ยสปีเยอตุตกว่าต้องสองชิ้นนี้ยินดีตายจะเราเย่ไม่ตายพ่อชิ้นใครมาดีตามมาค่ะตัวชิ้นสันชิ้นสีตายอัตตามากูรบงโนทิ้งเสียเสพลงหายินดีตัวดงตัวอายุเสียใจแต่กูรชิมพิากาวจีเปตนาโรมูบายินดีกูรชิมพิตัวดงตัวมีเทมาโออาเนตัวตัวมีอะไรชีกาวชีบาเลเมกูรชิมพิดีจะเราเย่คงอาพิจารณาตัวปมาทิ้งเสียโรมูบาที่ชูตัวมีดีนามจันตัวมีอะไรชีบาเลเมกุรชิมพิยากูขันนะตัวเองที่จะโน้ยจำมาชิมพิจารณาเลยตัดเตทิ้งเสียบามีจังซาตองตัวมีอะไรมันนามจันตัวมีสิ่งเลยเยซูยาตัวเองอาเพียงจำมาบามีจังกางจีเปสุดองบาร์เร่ยันเนกุรชิมพิยาจะโน้ดีโอ้อาช่วยอาเพียงตัวละครกุรชิมพิยาจะโน้สิ่งดุข้าโอ้กุรชิมพิยาจะโน้ดุข้ามีส่งเทมาขันซาโดตัวมีตัวโอ้กุรชิมพิยาจะโน้กูวงกูโปเสลียจะโน้กูล้มเอาชิมเปโดกุโรเยอตัวกุรชิมพิยากูขันนับพิบามีจังยันเนจะโน้ซาตองตัวเอวสีได้ปมหากุรชิมพิยาอีป่วยโรเยมิงลาอีป่วยโรเทมาชีเดตะโกกูจะโน้ขันซาเซโรมูบายันเนซาตองตัวเอวสีได้ปมหากุโรบงโนทิ้งเสียเสบามีจังจะโน้สุดท้องเจสุโรชิมวันเลขามาเกจิมปันเชยชูพิยานามากูมีผิวชาเพียอลูยเดสวาสุดท้องจะบริเมสวดพิยาอาเมนจะโน้มัตยานิเนเบตะเชนตะเปาติสุยาเอาจะโน้ดีขวักกูจะโน้เปลี่ยนเลยไปเราเก่ามาพิเดอมวยแค้นสุดเลยตะเชนเลยเนี่ยคงน้องกูเราชิมวันจามเนี่ย
ဟာလေလုယာအသက်ရှင်တော်ဖခင်ယနေ့ကိုရောပြင်ဆင်ပေးထားတဲ့နေ့ရက်အတွက်ကိုရောရဲ့ယေရှုတော်ချီးမွမ်းကြပါရယ်ယနေ့ကိုရောရဲ့ယေရှုတော်ကြောင့်ကိုရောကိုယုံကြည်လင်မိမိကယ်တင်ပါရှင်သာမကမိမိရဲ့သခင်အဖြစ်ယုံကြည်ဆက်ကကြသောဒါသမီး9ယောက်အတွက်လည်းကိုရောယေရှုတော်ချီးမွမ်းကြပါရယ်ယနေ့ကိုရောရှင်ဖျားကိုချီးမွမ်းဖွင့်အတွက်ရောက်လာကြသောကိုရဲ့သားအကြီးဆုံးမှငယ်ဆုံးတိုင်အောင်ဩလာမဲ့တပတ်တာလုံးသူတို့ရဲ့အသက်တာလိုင်းခရီးတစ်လျှောက်မှာကိုရောသူတို့နဲ့အတူပါရှိပါအိုမိမိအသက်ကိုဖျက်ဆီးတဲ့သောစာရန်မောင်မိတ်ကိုလည်းမှသူတို့အားလုံးကိုမထိခိုက်စေပါမည်ကြောင်းယေရှုခရစ်တော်အသွေးအပြင်သူတို့အားလုံးကိုလွှမ်းခြုံပါတယ်ဖျားတဲ့တော်နာတဲ့တော်မမြင်နိုင်တဲ့ဘယ်အန္တရာယ်မျိုးစုံမှလွတ်မြောက်ပါမည်ကြောင်းသူတို့ရဲ့အသက်တာအားလုံးကိုယေရှုနာမဖြင့်ကောင်းချီးပေးပါတယ်လာမယ့်တစ်ပတ်တာလုံးသူတို့ရဲ့အသက်တာသူတို့လောက်ငန်းဆောင်တာတစ်ခုစီတိုင်းသူတို့တွာလာလှောက်ရှားတဲ့နေရာတိုင်းမှာသူတို့ကောင်းချီးဖြစ်စေပါအရင်တော့တခါမှမရဖိုးသေးတော့ကောင်းကြီးအတိအဖြစ်သူတို့အားလုံးပြန်လဲပြီးတော့တစ်ပတ်ထဲမှာကောင်းကြီးပေးသနာတော်မူပါလာမယ့်အချိန်တိုင်းမှာလာမယ့်အပတ်မှာကျွန်တော်ပြန်လဲဆုံတွေ့တဲ့အခါမှာကောင်းကြီးအတိတက်တဲ့ခံစရာမြောက်များစွာနဲ့ပြန်လဲပြီးတော့ကိုရိုရဲ့ရှိတော်မှာကျွန်တော်ပြန်လဲပြီးတော့ချီးမွမ်းရတော့ခွင့်ကိုရိုပြန်လဲပြီးတော့ပြင်ဆင်ပေးသနာတော်မူပါယနေ့ကိုရိုကိုချီးမွမ်းကူးကွယ်ခြင်းအဖြစ်ပေါင်းတဲ့သူရောက်စေတိုင်းတမကကိုရိုကိုကုံတော်ချီးမွမ်းခြင်းအဖြစ်တော်ကောင်းဆုတောင်းခြင်းအလှငွေအဖြစ်တော်ကောင်းဝမ်းမြောက်စွာနဲ့ချီးမွမ်းကြသောတာသမီအကြီးဆုံးအငယ်ဆုံးတိုင်အောင်ကိုရရှင်ဖျားထားနဲ့လာတဲ့ကောင်းခြင်းမင်္ဂလာငင်တဲ့ချင်ဝမ်းမြောက်ခြင်းတမကခမဲတော်သားတော်တန့်ရှင်းသောဝိညာဉ်တော်အတူပါရှိခြင်းတွေယနေ့မှဆက်ကာလအစဉ်မြဲသူတို့ပေါ်မှာတည်ရှိတည်နေပါစေတော့အာမင်ဖျားရှင်ကောင်းချီးပေးပါစေ